သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်တရင်ကျော်လပိကျော်3ရက်တိန်တော်ရဘုရားဝင်14ကံရတနာကရဓမ္မဗိမာန်တော်ကြီးအတွင်းဝယ်ကျောင်းတော်ကြီးဥမျိုးတင်အားရည်စူး၍ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မတပင်အခမ်းအနား၌ကျောင်းမကြီးတော်တင်အေးသာမဏေသင်္ကန်းတိုက်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောရတနာတုတ်အနှစ်ချုပ်အပိုင်း3တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှိခိုးတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုံပြုပါတိကျဖတ်ဆိုအပ်သောဝန္ဒနာပနာမအာတိတဘာသာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိတိယပမေယံကာလံကရုံတော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယညာစွာတတ္တဝါဤသံနာစီပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိတိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံဒီတဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါတော့ကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣတယတတ္တလောကဤအကျိုးစီးပွားအလုံးမှာအတိဒုက္ခရာနိဥစ္စာတဲ့ဖြစ်လဲအင်္ဂါဒိဋ္ဌကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုစေတိထဝေ50အစုအလုံးခဲရင်တော်မူသောကိုကရောတော်ဘုရားပြုရန်ဤတန်ကျိုးကိုအာထုတော်မူရသည်ဖြစ်၏ခေရန်လက်ဖြင့်မျက်လုံးအသက်ဆုံးရဲ့နှလုံးဆွေဝံကိုရောဤဓမ္မညင်တို့ကတောဘဝတဏ္ဍချိန်ခံများစွာရောက်တော်မူကြရရှာလိမည်မဟာကရုဏိကတတ္တဝါများယင်ဝေတာကဲ့သို့တနာရှိခေမဟာကရုဏာရှင်ဖြစ်တော်မူသောသတ္တနာတသောဝိနည်းများစွာတတ္တဝါဤသံမာစီပါလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားဓမ္မောယုတိကြောင့်ကြောမှန်ကိုတရား၍ကရောယုကျေရှိခိုးခြင်းသည်အထုရဝတုစင်ကြမတွေဖြစ်ပါစေတည်းရတနာတုတ်အနှစ်ချုပ်အပိုင်း1နဲ့အပိုင်း2ကိုပုံရမြို့မှာဟောထားခဲ့တယ်တညထဲမှာဒီတုတ်ပြီးအောင်မဟောနိုင်လို့3ပိုင်းခွဲပြီးတော့ဟောတယ်ဒီကနေ့ညမှာတော့ရတနာတုတ်အနှစ်ချုပ်အပိုင်း3လို့အားလုံးဆက်စပ်မိသွားတဲ့အခါရတနာတုတ်ရဲ့အကြောင်းကိုယ်စင်စင်ပြီးပြီးဆုံးဆုံးသိကြမှာဖြစ်တယ်ရတနာတုတ်ဆိုတာမြန်မာလူမျိုးတွေနဲ့ယဉ်ကျေးပြီးသားဖြစ်တယ်ပရိသီ17တုတ်ထဲမှာပါဝင်ဖြစ်တဲ့ရတနာတုတ်မြန်မာလူမျိုးတွေကပရိတရားတော်ကိုရုပ်ဖတ်ပြည့်စုံလေးရှိကြတယ်မကြာမကြာလေးတရားဓမ္မပရိပွဲများဆင်ကျင်းပလို့ပရိတရားတော်များကိုနိုင်ကြတယ်ပရိဒဆိုတာသူသိရှင်းလို့ခေါ်တဲ့အတိုင်းပရိဒဟာအန္တရာယ်တွေကိုကာဝယ်ဆွားရှောက်ဖို့ဆိုပြီးတော့အန္တရာယ်ကင်းစေရန်အလို့မှာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကိုယ်တော်တိုင်ဟောကြားထားခဲ့တာဖြစ်တယ်တခြားဒေသနာတော်တွေနဲ့မတူဘဲနဲ့ပရိဒဆိုတဲ့ဒေသနာတော်တွေဟာ
တစ်ဖက်ကနေပြီးတော့အန္တရာယ်ကိုကျင်းစီတတ်တယ်လို့တစ်ဖက်ကလိုက်နာကျင့်သုံးတယ်ဆိုလို့ရှိရင်လည်းဘုရားနိဗ္ဗာန်တိုင်အောင်ကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်တဲ့ဤစနစ်တွေကိုထုတ်ပေါ်ပြီးတော့ဟောထားတာဖြစ်တယ်။လောကမှာအန္တရာယ်ဆိုတာတွေကအမျိုးမျိုးရှိတယ်။သဘာဝဘေးအန္တရာယ်တွေရှိတယ်လို့မမျှော်လင့်တဲ့အန္တရာယ်မျိုးတွေကလည်းဖြစ်ပေါ်လာတတ်တယ်။အဲဒီလိုမမျှော်လင့်တဲ့အန္တရာယ်တွေဖြစ်ပေါ်လာတဲ့အခါမှာထိုအန္တရာယ်တွေမကြောက်ရအောင်ဆိုပြီးတော့မြတ်စွာဘုရားကတပါးကိုစောင့်ရှောက်သဘောအားဖြင့်ဒီဖတ်တော်ကိုလိုက်နာကျင့်သုံးဖို့ဆိုပြီးတော့ဘုရားအမည်ရှိတဲ့ပါဠိတော်တွေကိုဟောကြားထားတာအလုံးသိကြတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာတော့ပြည်ကြီး17တုပ်ဆိုပြီးတော့အတည်ပြုပြီးဒါပဲဆောက်ရှောက်ဖြစ်စေရတဲ့ပြည်တရားတော်တွေကိုဘုရားဘာသာဝင်တွေမှာမြေခင်ကစပြီးတော့ပြည်တရားတော်တွေကိုသင်ယူကြအဲဒီထဲမှာပြည်ကြီး17တုပ်ထဲမှာတော့မင်္ဂလာတုပ်ဆိုတာတကယ်ကတော့ပြိဋ္ဌာမဟုတ်ဘူးပေါ့လိုက်နဲ့ကျင့်သုံးလို့ဆိုရင်ကောင်းကျိုးချမ်းသာတွေဖြစ်စေတတ်လို့မင်္ဂလာရှိစေဖို့ရည်ရွယ်ချက်နဲ့မင်္ဂလာတုပ်ကိုရှင်းပြဟောတယ်ပြိဋ္ဌာဆိုတာကြတော့ဘယ်လိုစွမ်းအားတွေအသုံးပြုပြီးတော့မြတ်စွာဘုရားကပြိဋ္ဌာဆိုတဲ့ဒီတရားကိုဟောတယ်လဲဆိုတာပြိဋ္ဌာဆိုတဲ့အကာအကွယ်လုပ်တဲ့အခါမှာမြတ်စွာဘုရားကဒီရဲ့တဏ္ဍာမှာရှိနိုင်တဲ့စွမ်းအား2ရပ်ကိုအသုံးပြုတယ်အဲဒီစွမ်းအား2ရပ်ကပါလဲလို့ဆိုရင်မေတ္တာနဲ့သစ္စာတဲ့အန္တရာယ်ကင်းလို့အတွက်လူတွေအသုံးပြုရမယ်စွမ်းရည်တတိ2မျိုးဟာမေတ္တာနဲ့သစ္စာပဲမေတ္တာဆိုတာလူတွေရဲ့နှလုံးသားထဲမှာပြီးဆောက်ကြရမယ်အာရောဒလို့ခေါ်တဲ့သဘာဝတရားတစ်ခုပဲအများရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့မေတ္တာတရားဟာဓမ္မစွမ်းအားဖြတ်တယ်မေတ္တာရှိတဲ့နှလုံးသားဟာအတွင်းရန်ဖြစ်တဲ့အမုန်းတရားကိုဖယ်ရှားပြနိုင်ရုံမကအပြင်းရန်တွေကိုလည်းကာဝယ်ဆောက်ရှောက်ပေးနိုင်တယ်တဲ့ဒါကြောင့်မို့လို့မေတ္တာတရားပွားများအထုတ်ခြင်းဖြင့်တတ္တဝါတွေမှာဘေးရန်အန္တရာယ်ကကျင်းဝေးနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကမေတ္တာကိုအသုံးပြုပြီးတော့အန္တရာယ်ကာဝယ်ဖို့ဆိုပြီးတော့မေတ္တာတုတ်ကိုဟောထားအားလုံးသိကြတဲ့အတိုင်းအဲ့တော့အန္တရာယ်ကျင်းရင်ဘာလို့အောင်လဲဆိုမိမိတို့ရဲ့ယဉ်တဲ့နှလုံးထဲမှာမေတ္တာတရားဖြစ်ပွားအောင်ကြိုးစားပြီးမေတ္တာတရားခိုင်မာအောင်ကြိုးစားဖို့ပဲမေတ္တာဆိုတဲ့တရားဟာယန္တမျိုးကိုအကာအကွယ်ပေးနိုင်ယန္တမျိုးကဘာလဲလို့ဆိုလို့ရှိရင်အတွင်းယံနဲ့အပြင်ယံအတွင်းယံဆိုတာမေတ္တာတရားကိုအသုံးပြုလို့ရှိရင်ဒေါသဆိုတဲ့အတွင်းယံမိမိတဏ္ဍာမှာဖြစ်တဲ့ဒေါသဆိုတဲ့အတွင်းယံမလာနိုင်ဘူးတဲ့ဒေါသလူတွေကအတွင်းယံကိုတစ်ခါတည်းယံမှမသိဘူးအပြင်ကလာတဲ့အခါမှသာလားယံသူလို့ထင်ကြတယ်အပြင်ကလာတဲ့ယံသူကရှောင်တိန်လို့ရတယ်အတွင်းထဲမှာရောက်နေတဲ့ယံသူကရှောင်တိန်လို့ရပါမလားမရဘူးအဲ့တော့အတွင်းယံနဲ့အပြင်ယံဘယ်ယံပူကြောက်စရာကောင်းလဲအတွင်းယံကပူကြောက်စရာကောင်းတဲ့အတွက်ကြောင့်ဘုဒ္ဓတရားပွားများအထုတ်ခြင်းဖြင့်မိမိတို့ရဲ့နှလုံးသားထဲမှာဖြစ်ပေါ်နိုင်တဲ့ဒေါသဆိုတဲ့အပြင်းယံကာပဲဆောင်းချက်ပြီးတာဖြစ်ပါတယ်အပြင်းယံဆိုတာကကြည့်ပြီးဆောင်လို့ရတယ်အပြင်းယံဆိုတာကမိမိကိုယ်တိုင်ထိလေးဆောက်ဆောက်မှဖြစ်တယ်ဒါကြောင့်မို့ဘုဒ္ဓတရားပွားများအထုတ်ခြင်းဖြင့်အပြင်းယံငြိမ်းတော့အပြင်းရံငြိမ်းသွားတဲ့အခါမှာအပြင်းရံလည်းထိုက်တဲ့လျောက်ငြိမ်းသွားတယ်။မဖြစ်လို့လည်းဆိုကြည့်လို့မေတ္တာရှင်ရဲ့နှလုံးသားဟာငြိမ်းအေးသည့်အတွက်ကြောင့်တရဲ့မျက်နှာဟာလည်းကြည်လင်တယ်။ကြည်လင်တော့ဒီမြင်တဲ့ပုဂ္ဂိုလ်တွေကသူ့ကိုချစ်ခင်ကြတယ်။ဉာဏ်လုတ်ခင်တဲ့ပုဂ္ဂိုလ်ကတောင်မှပဲ
သူ့ရဲ့မျက်နှာကြည်လင်းနေတာကိုချိပြီးတော့ရံမလုံးနိုင်တော့တဲ့အနေအထားမျိုးကိုရောက်သွားနိုင်တယ်တဲ့။ဒါကြောင့်မို့လို့မေတ္တာဆိုတဲ့တရားဟာအပြင်းရံကိုလည်းကာကွယ်တယ်အပြင်းရံကိုလည်းကာကွယ်တယ်။ဒါကနောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်ဉာဏ်ဟာနှမျိုးရှိတယ်။ဓမ္မဉာဏ်နဲ့ဓမ္မဝေရပုဂ္ဂလဝေရဓမ္မဉာဏ်နဲ့ပုဂ္ဂိုလ်ဉာဏ်လို့နှမျိုးရှိတယ်ပေါ့။ဉာဏ်တွေမျိုးတွေမှာဓမ္မဉာဏ်ဆိုတာသဘာဝတရားဒီနည်းကိုဆိုးကျိုးပေးတတ်တဲ့သဘာဝတရားအဲဆိုးကျိုးပေးတတ်တဲ့သဘာဝတရားဆိုတာဘာလဲလို့ဆိုရင်ဒေါသဒီနည်းကိုဆိုးကျိုးပေးတဲ့သဘာဝတရားတစ်ခုဒါလို့ဆိုးကျိုးပေးတယ်ဆိုလို့ရှိရင်စဉ်းစားကြည့်ရင်ဒေါသဖြစ်လာတဲ့ပုဂ္ဂိုလ်တရားသူ့ရဲ့စိတ်ဓာတ်ငြိမ်းချမ်းဖို့ဆုံးရှုံးသွားဘူးဆုံးရှုံးသွားတယ်နော်ဒေါသဖြစ်လိုက်တာနဲ့တကယ်နဲ့ငြိမ်းချမ်းတဲ့စိတ်ဓာတ်ဆုံးရှုံးသွားတယ်ဒီ blood pressure ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်တော့ဒီစိတ်ဆိုးတာနဲ့ပဲ pressure တက်သွားနိုင်သေးတယ်ပေါ့နှလုံးရောရှိတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လည်းနှလုံးရဲ့ခန္ဓာရည်စွမ်းအားတွေရောကြသွားပြီးဒုက္ခရောက်သွားနိုင်တာပေါ့အဲ့လိုဆိုးကျိုးကိုပေးတယ်ဆိုတာတရားမဲ့ပေါ့အဲ့ဒီဓမ္မဉာဏ်ဆိုတဲ့သဘာဝဉာဏ်လို့မေတ္တာဆိုတဲ့တရားကအောင်နိုင်ပါတယ်တဲ့ဒါကြောင့်မို့လို့မေတ္တာကိုရသော်ဘုရားကအသုံးပြုပြီးတော့မေတ္တာဟာ protection အန္တရာယ်ကိုကာကွယ်တဲ့နေရာမှာအသုံးပြုတယ်နောက်သစ္စာနဲ့ပတ်သက်လာတဲ့အခါကျရင်ဒီလိုမှာမန္တကိုပြောဖို့ဆိုတာပထမခင်းကြမန္တကိုပြောလို့ရခက်ခဲတဲ့အတွက်ကြောင့်သစ္စာတရားဟာအမြဲတမ်းတန်ဖိုးရှိတဲ့စိုက်တတိရှိတဲ့အရာတစ်ခုဖြစ်တယ်လူတွေရဲ့နှုတ်ကမမှန်ကန်ကန်ကြည့်ပြီးတော့ပြောနိုင်ပြီဆိုလို့ဆိုရင်ဒီမမှန်ကန်ကန်ပြောဆိုမှုဒီစွမ်းအားရှိတဲ့အရာတစ်ခုဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကသစ္စာကိုအသုံးပြုပြီးတော့လည်းအမေကအကာအကွယ်ပြုတယ်နောက်ပရိသတ်စတ္တုကြည့်မေတ္တာတုံးဆိုတာမေတ္တာကိုအသုံးပြုပြီးတော့အကာအကွယ်ပြုတယ်နောက်ပြီးတော့ခန္ဓာတုတ်ဟောမေတ္တာကိုအသုံးပြုပြီးတော့အကာအကွယ်ဆောင်းရှောက်လုပ်တယ်သစ္စာဆိုပြီးတော့အသုံးပြုတာကြတော့အခုပြောတဲ့ယရဏတုတ်တို့ဝိတ္တတုတ်တို့အမြဲတမ်းထင်ရှားတယ်ပေါ့မနကိုပြောတာဟာဆောင်းတတိရှိတယ်ဆိုတာဘာလို့လဲဆောင်းတတိရှိရတယ်လဲဆိုမှန်မှန်ပြောတာဟာရှားပါပစ္စည်းတစ်ခုဖြစ်ဒီလိုနှုတ်ထဲမှာမမှန်မကန်ပြောတာတွေကများနေတယ်မှန်မှန်ကန်ကန်ပြောတာဟာစောင့်ရတတ်ရှိတယ်လို့ဒီလိုပြောနော်စိတ်ဓာတ်တန်ရှင်းရှင်းလင်းပြီးတော့မှန်ကန်တဲ့စကားကိုပြောဆိုနိုင်ပြီဆိုရင်ဝစီသစ္စာအဲ့ဒီဝစီသစ္စာဟာစွမ်းအားထက်လို့အနေတွေကိုကာကွယ်နေဝိပါလိကြီးမှာဒေဝရံကိုကြီးဖြစ်ပေါ်ပြီးတော့နေတယ်ပမာပြေမှာကတ်ဆိုင်တယ်လို့လည်းပြောကြတယ်နော်ကတ်ဆိုတဲ့အဓိပ္ပာယ်ကဒီစိုးစိုးဝါဝါကျုံတွေ့နေရတဲ့အချိန်တိုင်းအတိုင်းတာတစ်ခုကိုကပ္ပလို့ခေါ်ကပ္ပဆိုတာတော့ဘုံတိုင်းတန်ခံရထားရတယ်ဆိုတဲ့အတိုင်းတာတစ်ခုတဘာဝဘေးရအန္တရာယ်ကြီးတစ်ခုကျုံနေတယ်ဆိုတဲ့အတိုင်းတာတစ်ခုနောက်မို့ခေါင်းမမှုဆိုတဲ့ဘေးရအန္တရာယ်တွေကျုံနေတဲ့အတိုင်းတာတစ်ခုယောဂဝေဒနာတွေကိုယ်ဆက်ပြန်ပွားနေတယ်ဆိုတဲ့အတိုင်းတာတစ်ခုကပ္ပလို့ခေါ်တယ်အဲဒီယောဂဝေဒနာတဲ့တော့ဝေဒနာကြီးမှာအဲ့ဒီဘေးဆိုးကတ်ဆိုးကြီးတုံးနေပုံကိုဘုရားရေစားပြီးအတွက်ကြောင့်ဒေသလေးကြီးမှာဆံရည်စကားရှားပါဒီနေ့နေစိုက်ပြောလို့မရတော့လူတွေဟာအစာရည်စာဝဝနဲ့လည်းမစားကြအစာရည်စာရှားပါဒီကလေးဖြစ်လို့တဏှာကတဏှာတည်ယူကိုဆောင်မို့ဆိုတာလေတိုးတက်မှုမရှိသည့်အတွက်ကြောင့်အလွန်ခဲရဲနေတယ်ပေါ့တိုးတက်မှုရှိနေတဲ့ခေတ်ထဲမှာတောင်မှပဲကြည့်တယ်ဘုလွန်ခဲ့တဲ့50နှစ်လောက်ကအီသီယိုးပီးယားဆိုတဲ့နိုင်ငံမှာဆိုဘုရားရေရှားနဲ့အစာရည်သာရှားပါတဲ့ဒုက္ခခန္ဓာကကြီးတင့်သွားလို့
လုံးပြေးပြီးလိုက်ကြမှာပါအစာရည်စာဝါအောင်မစားရတဲ့လူသားကလေးတွေရဲ့ဒုက္ခကိုပြေးလိုက်ကြမှာပဲအဲ့ဒါလို့ဒုက္ခခန္ဓာကတ်ဆိုတာယမယံခါလောကကြီးမှာဖြစ်ပေါ်လာတဲ့ဝေဒနာဒီမှာအဲ့လိုဒုက္ခခန္ဓာကတ်ဖြစ်လာတဲ့အခါအစာရည်စာဝါအောင်မစားရတဲ့လူတွေဟာဒုက္ခရောက်ကြတော့တိမ်ချုံရတယ်အဲ့လိုဒုက္ခရောက်နေတဲ့အချိန်မှာတခါရောဂန္တရကတ်ဆိုတာလာပြီးတော့ဖြစ်ပေါ်လာရင်ယောဂတွေကဖြစ်လာစာရည်စာဝါမစားတော့ယောဂတွေဖြစ်ပြီးတော့တေကြဆုံးညဝင်လာကြဒိဋ္ဌရောကြအဲ့လိုရောက်နေတဲ့အချိန်လူတွေတေဆုံးတာကိုကြောင်းပြပြီးတော့မကောင်းဆိုးဝါးတွေကလည်းပဲပါဝင်ပတ်သက်လာတယ်တဲ့အဲ့တော့နမောခေါင်းမခြင်းဆိုတဲ့အချိန်တိုင်းကြီးတစ်ခုယောဂတွေဖြစ်ပွားနေတဲ့အချိန်တိုင်းကြီးတစ်ခုမကောင်းဆိုးဝါးတွေကဝင်ပြီးနှိမ့်ဆက်လို့လူတွေတူပြီးတော့ပြေဆုံးနေရတယ်ဆိုတဲ့အချိန်တိုင်းကြီးတစ်ခုအဲ့ဒါကြီးကိုပဲကတ်ဆိုင်နေတယ်လို့ပြောကြတာပေါ့လောကကြီးမှာတစ်ခါတည်းအဲ့လိုဟာမျိုးဖြစ်တယ်ဟိုမြန်မာနိုင်ငံမှာလည်းဟိုရှိတော့ကပလိယောဂါဆိုတာဖြစ်ခဲ့အဲ့လိုပလိယောဂါဖြစ်ပြီးဆိုလို့ရှိရင်ဒီမန္တလေးမြို့မှာလည်းကျုံရတာပဲအဲ့ဒီခေတ်ကကျုံရတဲ့လူတွေဆိုတခြားနေရာဆက်ခွာပြီးတော့သွားကြရအိမ်နေရာတွေကိုဆွန့်ပြီးတော့အဝေးသွားနေကြဒုက္ခတွေရောက်ကြတယ်အဲ့ဒီလိုကတ်ဆိုင်နေပြီဆိုတဲ့အခါမှာဒီလိုဒုက္ခတွေကလွတ်မြောက်ဖို့အတွက်ဟောဒီပရိတရားတွေကိုရွတ်ဖတ်ပြီးတော့သစ္စာတရားနဲ့ထိုဒုက္ခကိုငြိမ်းအေးအောင်လုပ်နိုင်တယ်မြတ်စွာဘုရားလက်ထက်တော်ခါကလာတော့ဝေသာလိကြီးမှာဒီလိုကတ်ဆိုင်နေတဲ့အခါမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကကြောက်ရောက်ပြီးတဲ့ဒီကျရဏတုတ်တော်ကိုဟောတာကျရဏတုတ်ဆိုတာတခြားမဟုတ်ဘူးဘုရားကုံတရားကုံတန်ခါကုံကိုအာယုံကြည့်ပြီးတော့သစ္စာဆိုတာဒါကြောင့်မို့လို့ကျရဏတုတ်ခါထားတွေမှာဧတေနသစ္စာဝိသေနသုတိတေဟောတုတပ္ပံနောက်ဆုံးမှာတင်လို့လေးပါဧတေနသစ္စာဝိသေနအိမ်မမောဘဝကိုဆိုရခြင်းကြောင့်သုတိတေဟောတုတပ္ပံတတ္တဝါတွေအားလုံးစင်သာဝရဆမ်းမကြပါစေလို့ဟောတဲ့မှာချမ်းသာဒုက္ခရပါစေလို့ဒီလိုသစ္စာပြုတာအဲ့ဒီသစ္စာရဲ့စွမ်းအားနဲ့ပဲဒီဝေဒလိကြီးမှာကြာရောက်ဖြစ်ပေါ်နေတဲ့ဒီကုကဆိုကြီးငြိမ်းအေးပြီးတော့သွားမြတ်စွာဘုရားကအဲ့ဒီတော့ကဝေဒလိကြီးကိုကြွပြီးတော့ဒီရမတ်တို့ကိုဟောတာတရားထဲဟောတာမဟုတ်ဘူးတပတ်တိတိဆရာကိုဟောဟောပြီးတော့ဆရာနန္ဒမထေရမြတ်ကိုသင်ပေးထားတယ်ပြည့်ရဖို့အတွက်ဆရာနန္ဒမထေရမြတ်မြတ်စွာဘုရားရဲ့ဂရိတ်ထဲကိုရေလေးထက်ပြိဋ္ဌိတွေထည့်ပြီးတော့ဝေဒလိကြီးဆိုတာမျိုးကိုသုံးတာတိုးချဲ့ရတယ်မြို့တိုင်းကသုံးတတ်တာထားလူရည်များများလာတော့မဆန့်တဲ့အတွက်ကြောင့်နောက်ထပ်တိုင်းတစ်ခုထပ်ကနောက်ထပ်တိုင်းတစ်ခုထပ်ကဒါကြောင့်မို့ဝေဒလိယံတိတုပါကရံတရေတုလို့ဆိုဝေဒလိကြီးတိုင်းတုတ်တဲ့အကြောင်းလှည့်ပြီးတော့ဆရာနန္ဒမထေရတိယမရတ္တိဝိတံကရုံတော်ညာလုံးပေါက်ရွတ်တာပြိတရားအဲ့ဒါလိုညာလုံးပေါက်ရွတ်ပြီးတော့ပြိတရားတော်ကိုရွတ်ဖတ်တရေဆယ်ပြီးတော့ပြီးတဲ့အခါနောက်ဆုံးဘုရားတွေကြောင့်ဖြစ်ပေါ်လာတဲ့ယောဂဝိရဏတွေကြောက်ပြင်းသွားပြီးတော့လူတွေဟာပဂရိကျမ်းမှကိုရရှိပြီးတော့လာကြတယ်တဲ့အဲ့ဒါကြောင့်မလို့ဒီပရိသတ်ဆိုတဲ့တရားတော်တွေဟာမေတ္တာနဲ့သစ္စာကိုအဓိကထားမေတ္တာနဲ့သစ္စာကိုအဓိကထားပြီးတော့အကောင်အထည်လုပ်တယ်ဒီရဏတုတ်မှာဆိုလို့ရှိရင်ဘုရားကုံတရားကုံတွေကိုပြောဆိုပြီးတော့ဒီမင်္ဂလာသစ္စာစကားဆိုတတ္တဝါတွေချမ်းသာကြရစေဆိုတဲ့သစ္စာဆိုပုံဆိုနည်းကိုမြတ်စွာဘုရားတင်ပေးတယ်အဲ့ဒါကိုယ့်ကိုယ်လည်းပဲသစ္စာဆိုတဲ့အလေးအထားလေးတစ်ခုလုံးထားလို့ရတယ်ပေါ့ကိုယ်ဆိုတဲ့စကားမှန်တော့မှန်ပါစေအမှားမပါစေနဲ့မှန်တယ်ဆိုတာကောင်းတာပဲဖြစ်စေဆိုတာပဲဖြစ်စေမှန်တာပဲနော်အမှန်ကန်ပြောဖို့လို့တဲ့အမှားရင်းမပါစေကြည့်လေမှန်တာကိုပြောတယ်ဆိုတဲ့နေရာမှာ
ဘာလို့ပြောကြဘုရားလောင်းလုံးမင်းလေးသစ္စာဆိုတာကိုပဲကြည့်ဘုရားလောင်းလုံးမင်းလေးသစ္စာဆိုတာဒီတွေကဝိုင်းနေပြီဘယ်လိုမှမတတ်နိုင်တော့ဘူးသူ့အတိုင်းရှိတဲ့နေရာမိတွေကဝိုင်းနေတော့သူ့ရဲ့အစီအစဉ်တစ်ခုသူဖော်ပြတန်တိပက္ခအပတနာတန်တိပါဒအဝိဇ္ဇနာမာတာပိဒါသနိခန္တာသူပြောတဲ့စကားသုံးလုံးကိုကြည့်တန်တိပက္ခသူ့မှာအတောင်လေးတော့ရှိတယ်အပတနာမပြန်နိုင်သေးဘူးတဲ့ဟုတ်တယ်လေအတောင်လေးကငှက်ကလေးကပေါက်ခါစားဆိုတော့အတောင်တော့ပေါက်နေပါပြီမပြန်နိုင်သေးပါဘူးဒါသူပြောတဲ့စကားမှန်လေတန်တိပါဒအဝိဇ္ဇနာသူ့မှာခြေတော်နှစ်ချောင်းတော့ရှိတယ်ဒါပေမဲ့လမ်းမလျှောက်နိုင်ဘူးဟောမှန်လေဒါလည်းမာတာပိဋကနိခန္တာမိတွေကဝိုးနဲ့လောင်းလာတဲ့အခါကျတော့အားကိုးရမယ့်အမေဖေတွေကလည်းကြောက်လန့်ပြီးတော့ပြန်ပြေးကုန်ကြပြီတဲ့ဒါလည်းမှန်ဘာသူပြောတဲ့စကားဟာသုံးလုံးစလုံးမှန်အဲ့ဒီမှန်ကန်သောစကားကိုဆိုရတော့ကြောင့်သာတဝိဒပဋိက္ခမဒီဟာသူ့ကိုရှောင်သွားပါစေသူ့ဘက်ကလောင်ပါစေနဲ့ဟောတဲ့သစ္စာဆိုတာပဲအဲ့လိုသစ္စာဆိုတယ်လို့ပဲလူတွေကကိုယ့်ကိုသစ္စာဆိုလို့ရကောင်းတာနဲ့ပဲဆိုမကောင်းတာနဲ့ပဲဆိုကောင်းတာနဲ့ဆိုလို့ရှိရင်ကိုလို့ပါကျွန်တော်ဒီလေးပြနဲ့အမြတ်မနေ့တိုင်းမှာအိယာထားခြင်းဘုရားကိုရှိခိုးပါတယ်ဒီမန္တစကားကိုဆိုတော့ကြောင့်ဟောရှိခိုးလို့ရှင်အခုရှင်ကိုကျွန်တော်ဒီမနေ့စောစောပဲခါမှမထပါဘူးအလွန်ပြင်းပါတယ်ဘုရားလည်းဘယ်တော့မှရှင်မခိုးပါဘူးဒီမန္တစကားကိုဆိုတော့ကြောင့်ရှင်ခိုးတဲ့လူကလည်းဆိုလို့ရတာဟုတ်ကဲ့အဲ့လိုမှန်မစေအဲ့လိုသစ္စာစကားကိုဆိုပြီးတဲ့နောက်မှာကိုလိုချင်တာတစ်ခုပြောရင်ကောင်းကျိုးချမ်းသာတစ်ခုလိုချင်တာရနိုင်တယ်လို့ဒါသစ္စာရဲ့စွမ်းအားကိုပြောတယ်အဲ့ဒါမြတ်စွာဘုရားကအမှားယွင်းမရှိစေရအောင်ဒီယရဏတုတ်မှာကြတော့ဘုရားမအရေးကြီးလို့အမှားကလေးတစ်ခုပါသွားရင်ကိုဆိုတဲ့သစ္စာစကားအောင်မှာမဟုတ်ဘူးဒါကြောင့်မို့လို့အမှားလေးတစ်ခုမှပါမသွားရအောင်ဆိုပြီးတော့ယရဏတုတ်ကိုသင်ပေးထားတာအဲယရဏတုတ်ကိုအချင်းချင်းပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကစဟောတဲ့အခါပထမကနှစ်ပုဒ်ကယာနိဒဗုဒ္ဓလိတမဂတာလိဘောမာနိဝါယာနိဝအန္တလိခေသဗ္ဗေဝဗုဒ္ဓသုမနာဘဝန္တုသောပိတကိစ္စသုဏန္တုဗာတိတံဆိုတဲ့စကားစီဝေရောရှိလာကြတဲ့ဘုမဇောနတ်ပဲဖြစ်စေကောင်းငင်လာတဲ့အာကာသဇောနတ်တွေပဲဖြစ်စေစီဝေရောရှိလာကြတဲ့နတ်တွေအားလုံးနားထောင်ကြပါဒါပြင်တရားဟောမဲ့တရားကိုရမဟောကြားမဲ့တရားကိုယူတည်တည်အာယုံပြုကြပါလို့ဒီလိုပြောလို့ပြောပြီးတဲ့အခါတတ္တဝဟိဗုဒ္ဓလိတ္တမေထအားလုံးနောက်ဆက်ပြီးတော့ထောင်ဒီလိုအဲ့လိုနောက်ဆက်ပြီးတော့ထောင်ပြီးတဲ့အခါလူတွေပေါ်မှာမေတ္တာထားဖို့ဆိုပြီးတော့ပြောထားတယ်မေတ္တာသရောထမနုတိယပစာဆိုတဲ့စကားလူသားတွေပေါ်မှာမေတ္တာထားကြပါတဲ့မေတ္တာလူတွေပေါ်မှာတနာတဲ့စိတ်အကျိုးစီးပွားကိုလုံလာတဲ့မေတ္တာစိတ်ထားကြတယ်ဒါဖြစ်လို့တော့ဆိုဒီဝါစာရတ္တောစာဟရန္တိယေကလေးတတ္တမဟိလေရခတအပမတလူတွေကနေရောညပါတင်တို့ကိုမပြောလို့အုံးလို့နဲ့ပူဇော်ပြီးတော့အတိမပြုနေကြတယ်ဒါကြောင့်မို့သူတို့ဆောင်းဆောင်းကြပါဆိုတော့တိုက်တွန်းချက်ခါတာနှစ်ပုဒ်ကိုမြတ်စွာဘုရားအရင်ဟောအဲ့ဒီရင်ဟောပြီးတော့မှဘုရားနဲ့ပတ်သက်ပြီးတော့ဘုရားဒိဋ္ဌာနာဘုရားကုံကိုအာယုံပြုပြီးတော့သစ္စာဆိုပုံပြသုံးတာထားရှိအဲ့သုံးတာထဲမှာ
Yang Sivitan Idawa Budawa. Take it to a young Ratan Panidana Gandama Atita Havadina, Urandi Bodi Ratan Panidan Sovira. Permazo Kataga. Paya Komo, I give you this as so. Yeah. If they are not at a deal, this has so Jaranga, Nagatansi. Tangago, I will give you this as so, Sikatasi. Now, so many go to me the Jamia. We do the this as so, Tomatasi. Alan Bonnet, Yaranado, Akita, Sikatasi. Amen. Serenado, a nature, a pine nitoma. Pongido, what happy be? A good. Orago, I will give you the pizza, Sobon, Katan, Napone. Tangago, I will give you the pizza, Sobon, Katan, Napo. The Germany, a pizza, so that Kata Tombo, down, singing with the Hotapu. Every pizza, Sobon, meeting. Emadama Yuvishan. Emadama Yuvishan. That's why we are the Badari Buka Sobon the Kura. Wana Paco me Yata Bodhi Teke, Kilmana Mate, but a mother me came me. That is the man Tamora a day. Negana Dame Burma Hitaya, Idandi Bodhi, Retanam Banita. It is not this is not to Tihodu. Higata, that's all we are going. I will give you the sword. This has another code. Then the way so this has sword, so that Piago, could be a Piago, and I will give you this and so. I know that most of your same day will not cheap. But now we go me with a body that they gave my number, but the mother came me so. Ubermalin is your. Emana Mati, Nikala, Nilila Shi. The Buddha name was also Nilila Shi. Oh, I think that the other day, the one of the day that saw Pido, was a lively lady of Lila. Oh, Every Lila, Nilila, but Mazola and those, Bella Rome solution. Tabula had a Mazon Mela. Any but Mazon Mela less over. Every room Mangandi don't need it, saying my solution. The rendezvous more than you lose a dime. Yamayaka, nothing needed that are your more at that for. No, we are the city again. Good ma. The Bangama, the Honey to be the Yeti Wilando. The Hula Yauda Hama. Tipping lady, a full lady, one lady in China. Very lady, I never. A taco, a young lady, Jana. Never English Lodana and Spring are the local. Springs are from Marigas, plains to lay neck on it. Springs are alone be there, and springs are quickly about that. Yo. Every Yadima, a young lady at the Lieutenant, Meg lady and a quick copy telling how much spring are the local, new reality. Every new Yadima, that's only she like the solution. So, tipping me, showing me my delegation. Oh, a young lady, a fool lady, and a man not there. Jordan Leo Gilan, not a fully apparently, he had a long Gilo Clara. Era will find it hard at the wall. One not perform the top holy deck. A chama, a fully one lady. The oak lady. We knew them, no more Jordan Lema. Like the Gula Yadima, the lady, so nobody told you. A fully one lady, and not matter. And on Saturday. Only never. Didn't say, I see them solution.
အတိုင်းရှိတယ်အရက်ကလေးတွေရှိတယ်အဖူးလေးတွေရှိတယ်အပွင့်လေးတွေရှိတယ်အတီးကင်းလေးတွေရှိတယ်ဆိုတော့အမတန်မှတစ်ပင်တစ်ပင်ရဲ့အလှအမတန်မှပြည့်စုံအဲ့ဒီလိုအလှစုံလင်းနေတဲ့တောအုပ်တစ်ခွင်ကတစ်ပင်ကိုကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားကောင်းတယ်လို့ရဲ့တဲ့မြတ်စွာဘုရားသခင်ကိုယ်တော်များဟောတော်မူတဲ့တရားဟာလည်းပဲအဲ့ဒီလိုကြက်တည်ရှိတယ်စုံလင်တယ်လို့ဒီလိုပြောတာနော်ဘုရားဟောတဲ့တရားကိုနားထောင်ကြည့်လိုက်လို့ဆိုရင်ဒါနအကြောင်းလည်းပါတယ်သီလအကြောင်းလည်းပါတယ်နတ်ပြည်အကြောင်းလည်းပါတယ်နော်ကာမဂုဏ်အာယုန်တွေရဲ့အပြစ်လည်းပါတယ်ကာမဂုဏ်အာယုန်တွေကဆွမြောက်ဖို့နိလန်းတွေလည်းပါတယ်ဆိုတော့ဒါနကထာသီလကထာတက္ကကထာကာမနာအာရိနဝကထာနိခမေအာနိတန္တကထာလို့ဆိုကထာ၅ပါးနဲ့ကြည့်လိုက်တော့ဆိုမြတ်စွာဘုရားတရားတော်ဟာတစ်တင်တစ်ပင်မှာတွေ့ရတဲ့အရက်ကလေးတွေအညံ့ကလေးတွေအဖူးလေးတွေအပွင့်လေးတွေစုံတယ်လို့ပဲမြတ်စွာဘုရားဟောထားတဲ့တရားဟာအလုံးကိုပြည့်စုံလို့တောကြီးထဲမှာရှိနေတဲ့တစ်ပင်ရဲ့အညံ့အဖျားတွေကိုကြည့်ရစက်တည်ရှိတယ်လို့ပဲတဲ့မြတ်စွာဘုရားဟောထားတဲ့တရားတထုပမံဓမ္မဝရံအဓိတေအဲ့ဒီလိုပြည့်ပြည့်စုံတဲ့တရားမျိုးကိုဟောတယ်။ဘာရည်စနဲ့ဟောတာတော့လို့ဆိုလို့ရှိရင်အဲ့ပြည့်ပြည့်စုံတဲ့တရားဟာတတ္တဝါတွေအတွက်နိဗ္ဗာန်ထိအောင်ပို့ဆောင်ပေးမဲ့တရားကြီးပဲ။ဘုရားဟောတဲ့တရားဟာဘယ်တော့ပဲဖြစ်ဖြစ်တတ္တဝါတွေကိုနိဗ္ဗာန်ထိအောင်ပို့ဆောင်ပေးနိုင်တဲ့တရားတွေကြီးပဲ။ဒီမဲ့စัจ जा တရားဟောလဲနိဗ္ဗာန်ထိအောင်ပို့ဆောင်ပေးနိုင်တာပဲ။အနတ္တလက္ခဏာသုံးဟောလဲနိဗ္ဗာန်ထိအောင်ပို့ဆောင်ပေးနိုင်တာပဲ။တရားတိုင်းဟာနိဗ္ဗာန်ကိုပို့ဆောင်ပေးနိုင်တဲ့တရားတွေကြီးပဲ။အဲ့ဒါလို့ဟောတာဟာဘာအတွက်ဟောတာလဲလို့ဆိုရင်မြတ်စွာဘုရားကပရမဟိတယပရမဟိတဆိုတာဒီလောကမှာအကောင်းဆုံးအကျိုးစီးပွားဆိုတာဘာလဲဆိုရင်မအိုရဘူးမနာရဘူးမသေးရဘူးအိုခြင်းနာခြင်းသိခြင်းကနေလွတ်ကင်းသွားလို့ဆင်းရဲဒုက္ခတွေအလုံးကလွတ်ကင်းသွားတဲ့နိဗ္ဗာန်ဟာပရမဟိတပေါ့လောကလူတွေကနိဗ္ဗာန်မရမချင်းကောင်းကျိုးချမ်းသာပြည့်ဝရကြမှာမဟုတ်ဘူးနိဗ္ဗာန်ရမှကောင်းကျိုးချမ်းသာတွေပြည့်ဝရကြမှာနိဗ္ဗာန်ရောက်ကြောင်းတရားကိုမြတ်စွာဘုရားကပြည့်ဝစုံစုံလင်လင်ဟောထားတာဟာအလွန်ကြည်နူးပဲကောင်းပါတယ်လို့အဲ့ဒီလိုတရားမျိုးကိုဟောတတ်တဲ့မြတ်စွာဘုရားအဲ့ဒီမြတ်စွာဘုရားဟာအလုံးကိုနှစ်သက်စရာကောင်းပါတယ်ယရနာတွေထဲမှာနှစ်သက်စရာအကောင်းဆုံးယရနာဖြစ်တယ်ဣဒံပိဗုဒ္ဓေရတနံပဏိတံဒီလိုထူးခြားပြည့်စုံတဲ့တရားကိုဟောနိုင်တဲ့မြတ်စွာဘုရားဟာယရနာတွေထဲမှာအလုံးနှစ်သက်စရာကောင်းတဲ့အချက်တစ်ခုပဲလို့ဘုန်းကြီးတို့တွေဟောတဲ့အခါကျတော့မြတ်စွာဘုရားဟောသလိုပြည့်ပြည့်စုံတာမဟုတ်ဘူးဘုရားဟောတဲ့ထဲကနေပြီးတော့ကိုတိတဲ့လောက်ယူပြီးတော့ဟောကြရတယ်ဆိုတော့ဘုရားဟောတယ်လို့ပြည့်စုံမဖြစ်နိုင်ဘူးမြတ်စွာဘုရားကြတော့ပြည့်စုံအောင်ဟောတယ်တဲ့ဘယ်ဘက်ကမှလိုလေလေးမရှိအောင်တရားတစ်ပုဒ်ကိုပြည့်စုံအောင်ဟောသွားတယ်ဒါကြောင့်မို့လို့ဒီလိုပြည့်စုံအောင်ဟောနိုင်တဲ့တရားတွေပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားဟာယရနာတွေထဲမှာတော့ထူးခြားတဲ့ယရနာနှစ်သက်စရာအကောင်းဆုံးဖြစ်ပါတယ်ဒီစကားဟာအလွန်မှန်တယ်အဲ့ဒီမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာပါစေဟောဒီလိုသစ္စာဆိုအဲ့လိုသစ္စာဆိုလိုက်လို့ဘုဒ္ဓလိပြေတဲ့လူတွေဟာကျမ်းမာချမ်းသာမှုကိုရရှိသွားကြတယ်ဒီကနေ့ဖြစ်မှလည်းပဲဒီလိုသစ္စာဆိုမယ်ဆိုလို့ရှိရင်ကျမ်းမာချမ်းသာမှုကိုရနိုင်တယ်ဒီကြည်နဲ့သစ္စာခွန်အားကိုအသုံးချကြမယ်ဆိုလို့ရှိရင်ဒီကအန္တရာယ်တွေကလုံးဝနိုင်ပါမယ်ဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားဟောလိုက်တဲ့ဒီတရားတော်ဟာစัจ java ကဂရေစသိနေကောတိတတသဟတေတိစက္ကဝါလေတိဒေဝတာယတနံတတိခဏန္တိယေသဝေဒတိယပုရိလို့ဆိုတဲ့အတိုင်းဒီခုဘုန်းကြီးတို့တွေရှိနေတဲ့စัจ java ကနတ်တွေမကဘူးဒီလိုစัจ java ပေါင်းဂရေတသိန်းမှာရှိတဲ့နတ်တွေဒီမြတ်စွာဘုရားတရားကိုလက်ခံထားကြတာအဲ့တော့ဆိုလိုတာကဒီကာထာလေးတစ်ပုဒ်ကိုညှစ်ပြီးတော့သစ္စာဆိုလိုက်လို့ဆိုရင်ဒီကာထာကိုအသိမှတ်ပြုတဲ့
နေဟာဘလောက်ပြောင်ကျဲတုံးဆိုစက်ကြောင်လာကြိတ်တဲ့သိရှိတယ်လို့ဆိုအဲ့ဒီကလက်တွေကအာလုံးမြတ်စွာဘုရားရဲ့အမိတ်အာဏာကိုလက်ခံထားပြီးတာဖြစ်တယ်တဲ့ဒါကြောင့်လို့အနေနဲ့မကင်းမှာတော့မပူနေနဲ့ပေါ့မြတ်စွာဘုရားရဲ့အစွမ်းတကူတွေမိမိရဲ့သစ္စာစွမ်းအားတွေနဲ့အခုလိုတတ်တော်ကြီးချမ်းသာကြပါစေဆိုတာသစ္စာဆုံးပြီးတော့ဆုတောင်းလို့ရှိရင်ပြုပြီးဆုံးတယ်လို့ဒီလိုအိဗယ်နဲ့ပြောအဲ့တော့ဒီကထာလေးကိုရေးလိုက်တာနဲ့တပြိုင်နက်ကိုယ်စိတ်ထဲမှာအာယုံထားဖို့ရဝဏ္ဏပကုံးလေးဆိုတာအမတန်လှပတဲ့တောတန်းကြီးခြုံနေတောခြုံကြီးဥယျာဉ်တွေကတစ်တစ်လေးယထာဘုဒ္ဓတက်ကြီးအဖျားမှာအဖူးတွေနဲ့အပွင့်တွေနဲ့အညွန့်တွေနဲ့ဝေစားနေတယ်ခေမာနမသိပထမသမိခေမီနေရာဒီမှာပထမဆုံးတစ်ခုလာတစ်တလေအလွန်လှတယ်တဲ့အဲ့ဒီလိုအလွန်လှတယ်လို့မြတ်စွာဘုရားဟောတဲ့တရားနဲ့အလွန်ပြည့်စုံပြီးတော့အလွန်ပြည့်တည်ရှိတယ်အဲ့ဒီတရားမျိုးကိုမြတ်စွာဘုရားဟာနိဗ္ဗာန်ချမ်းသာအတွက်နိဗ္ဗာန်ရဲ့အကြောင်းတရားကိုဟောတာဖြစ်ပါတယ်တဲ့မှတ်တော်စကားကိုဆိုရသောကြောင့်ဒီရည်ချင်းဟာမြတ်စွာဘုရားအတွက်အလွန်နှစ်သက်စရာကောင်းတဲ့အရေးချင်းတစ်ခုဖြစ်တယ်။ဤမှန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဟောဒီထဲမှာမှားတာတခုမှမပါဘူး။ဘုရားနဲ့ပတ်သက်ပြီးတော့ပြောတာဆိုလို့တော့လို့နေအောင်မယ်မှားတာတခုမှမပါဘူးအမှန်တည်းကြီးပဲပြောတာဖြစ်သောကြောင့်ဒါဆွမ်းအားရှိတဲ့သစ္စာစကားဖြစ်သွားတယ်ပေါ့။ကဲနောက်တစ်ခုသစ္စာဆိုပုံကိုထပ်ပြီးတော့ပြတယ်။ဘာလို့ဆိုလို့ရှိရင်ဝရောဝရင်ညဝရတောဝရဟရောအနုတ္တရောဓမ္မဝရံအတေတယိဒါသစ္စာဆိုပုံလေးကိုပြောဒါလည်းဘုရားနဲ့ပတ်သက်ပြီးတော့သစ္စာဆိုတာဝရဆိုတာအမှန်တန်ထူးမြတ်တယ်တတ္တဝါတွေကမြတ်စွာဘုရားဟာမြင့်မြတ်တယ်ဘာကြောင့်မြင့်မြတ်တာတုံးဆိုရင်သီလအပြင်လည်းတာတဲ့ပုဂ္ဂိုလ်မရှိတူတဲ့ပုဂ္ဂိုလ်မရှိတာတဲ့ပုဂ္ဂိုလ်ဆိုရင်သမာဓိပညာအပြင်လည်းတူတဲ့ပုဂ္ဂိုလ်မရှိတာတဲ့ပုဂ္ဂိုလ်မရှိအဲ့တော့လောကမှာမြတ်စွာဘုရားအမြတ်ဆုံးဖြစ်လို့ဝရဘုရားကိုတွေ့ရတဲ့ပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားကိုမလို့ကြတောင်းတကြတယ်ချစ်ခင်ကြဒါကြောင့်ဝရရောအဲ့ဒီမြတ်စွာဘုရားဟာဝရညူတဲ့သူပြီးတဲ့တရားကလည်းအလုံးစုံမြင့်မြတ်တဲ့တရားနောက်ဆုံးမှာသစ္စာလေးပါးတရားဆိုတာအလုံးမြင့်မြတ်တယ်မဂ္ဂင်7ပါးတရားဆိုတာအလုံးမြင့်မြတ်တယ်နောက်ဆုံးနိဗ္ဗာန်ဆိုတဲ့တရားဟာအဖြစ်မြင့်ဆုံးတရားဖြစ်တယ်အဲ့ဒီတရားတွေကိုသိလို့ဝရညူလို့ခေါ်တယ်အញ្ញံစားတွေကိုသိတာမဟုတ်ဘူးအကောင်းစားသိပြီးတော့ကိုယ်တယောက်တည်းကအကောင်းစားတွေကိုခံစားနေတာမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရမြတ်ဒီဝရထောဉာဏ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းအဲ့ဒီအမြတ်ယရနာတွေကိုပေးစွမ်းနိုင်ပါတယ်ဟောဘုရားရဲ့ဂုဏ်ကြီးတွေအမြတ်ဆုံးနိဗ္ဗာန်ဆိုတဲ့တရားကိုလည်းသိတယ်အဲ့ဒီအမြတ်ဆုံးနိဗ္ဗာန်ကိုလည်းတတ္တဝါတွေကိုပေးကမ်းနိုင်တယ်ဟောမြတ်စွာဘုရားပေးလိုက်တဲ့ပုဂ္ဂိုလ်တွေနဲတယ်မဟုတ်ဘူးဘုရားလက်ထက်ကအပြစ်တရားရပါပြီးတော့တဏှာဝကလွတ်သွားတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားပေးလို့ရတာတွေကြီးပဲပထမဆုံးဒီလိုစကြာဟောလိုက်တယ်ရှင်းစွာရှင်ကုဋေညာကြီးသဘောပေါက်သွားတယ်ထို့နောက်မှဆက်ပြီးတော့ဆုံးမဩဝါဒပေးတော့တိသဝဂီ9ဦးလုံးဟာအပြစ်တရားရသွားတယ်ဓမ္မတလက္ခဏာတုတ်ဟောလိုက်တဲ့အခါအာလုံးဟာကိလေသာအတောကင်းစင်တဲ့ဝါဟနာအရှင်မြတ်တွေဖြစ်သွားဟောသူတို့မြတ်စွာဘုရားကဘာပေးလိုက်တာတော့ဆိုအမျက်ဆုံးတရားနဲ့အမျက်ဆုံးနိဗ္ဗာန်ကိုပေးလိုက်တာနောက်ဆုံးရောက်သွားကြတာအားလုံးအဲ့ဒါကိုပြောတာဝရဒောဆိုနောက်တစ်ခါဝရဟဒောဆိုမြတ်စွာဘုရားဟာဒီသူယူလာတဲ့လက်ဆောင်ဟာဘလောက်တန်ဖိုးရှိတဲ့လက်လောကမှာလူတွေကဒီဖြန့်ဝေဖို့ရအတွက်လက်ဆောင်တွေယူလာတတ်ကြတည်ဆောင်လာကြတယ်အဲ့ဒီတည်ဆောင်လာတဲ့ပစ္စည်းကတစ်ခါတစ်ခါတန်ဖိုးရှိကြမှာရှိ။ဟောမြတ်စွာဘုရားတည်ဆောင်လာတဲ့ဟာကြတော့ကြည့်ဘာတွေတည်ဆောင်လာတော့ဆိုမြတ်တဲ့သစ္စာလေးပါးကိုတည်ဆောင်လာတယ်။အဲ့ဒါမြင့်မြတ်တဲ့တက္ကေ7ပါးဆိုတဲ့အကျင့်တရားတွေတည်ဆောင်လာတယ်။အလွန်မြင့်မြတ်တဲ့နိဗ္ဗာန်ဆိုတဲ့အကျင့်တရားမြတ်ကိုတည်ဆောင်လာတယ်။ဒါကြောင့်မို့ဝရဟရောအမြတ်ကိုယူလာတဲ့တရားလို့ဟော
ဘုရားရဲ့ဘုန်းတွေကိုဣတိပိတော်ထဲမှာပါတဲ့အရဟံသမ္မာသမုဒ္ဒောဆိုတာတွေမဟုတ်ဘဲနဲ့ထူးခြားတဲ့အရေးအသွေးတွေကိုအာယုံပြုပြီးတော့ဒီမှာသစ္စာဆိုပုံကိုပြတာဒါကြောင့်မို့ဝရောသီလသမာဓိပညာအနေနဲ့လည်းအမြတ်ဆုံးဖြစ်တယ်ဝိညာဉ်အမြတ်ဆုံးတရားကိုသိတယ်ဝရတော်တတ္တဝါတွေကိုအမြတ်ဆုံးတရားကိုအနှင်းတယ်ဝရဟရောအမြတ်ဆုံးတရားတွေကိုသက်ဆောင်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အနုတ္တရောဆိုတာဒါတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့အတုမဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီအတုမဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ရဲ့အကြောင်းတရားကိုဟောတယ်အဲ့ဒီလိုနိဗ္ဗာန်ရဲ့အကြောင်းတရားကိုဟောပြီးတော့နိဗ္ဗာန်စုကြီးကိုပေးတဲ့ရသော်ဘုရားဟာအမတန်မှနှစ်သက်စရာကောင်းတဲ့ယရနာတစ်မျိုးဖြစ်ပါတယ်ဒီမှန်သောစကားကိုဆိုတော့ကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဟောဘုရားကိုအာယုံကြည့်ပြီးတော့သစ္စာဆိုဒီထဲမှာလည်းပဲအမှားယွင်းတစ်ခုမှမရှိသည့်အတွက်ကြောင့်မှန်ကန်သောစကားဖြစ်သည့်အတွက်ကြောင့်စံအပတ္တိတွေအမတန်မှပြေဝတယ်လို့ပြောဒါလေးနဲ့အမြတ်ရေးဖတ်တဲ့အခါဒါတွေကိုအာယုံပြုပြီးတော့ကိုယ့်ကိုသစ္စာဆိုနေတယ်ဆိုတဲ့အနေအထားနဲ့သစ္စာဆိုတဲ့နဲ့ပေါ့အဲ့ဒီလိုသစ္စာဆိုမယ်ဆိုရင်ကိုယ်တဏ္ဍာမှာဆွဲကပ်နေတဲ့ယောဂဝေဒနာတွေလည်းဟုတ်လားဒီပျောက်ကင်းတဲ့ယောဂဝေဒနာဆိုလည်းပျောက်သွားမှာပေါ့အေးသက်သာစရာအကြောင်းတွေရှိလာလို့ရှိရင်လည်းသက်သာသွားမှာပေါ့ယောဂဝေဒနာဆိုတာကုသလို့ရတာရှိတယ်ကုသလို့မရတာရှိတယ်ပေါ့ကုသလို့ရတဲ့ဟာတွေကျတော့သက်သာပျောက်ကင်းသွားနိုင်တယ်ပေါ့ဒီကောင်းပြီနောက်ဆုံးဖြစ်တဲ့ဂါထာတစ်ပုဒ်ကပန္ဒခုံနဲ့ပတ်သက်ပြီးတော့ယဟန္တာရဲ့ခုံကြီးရှင်းနေတဲ့ပတ်သက်ပြီးတော့သစ္စာဆိုပုံကိုပြနောက်ဆုံးပြန်ခိနံပုရဏံနဝနခိသံမုံဝိရဒစိတ်တာယတိကေဘောတမိန်တေခိနဘိဇာအဝိရောမိသန္တာနိဗ္ဗန္တိဓိရာယထာယံပတိပောဣဒံတိတံဃေရတနံပဏိတံဣတိနာသစ္စေနာသောတိဟောယန္တာပုဂ္ဂိုလ်ရဲ့အည်သွေးတွေကိုထုတ်ဖော်ပြီးတော့ဒီယန္တာဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုတာဟောဒီကာထာမှာထင်ထင်ရှားရှားပြယန္တာဖြစ်သွားတယ်ဆိုတာဘယ်လိုဟာလဲယန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့အနေအထားဘယ်လိုရှိသလဲဆိုရင်ဟောဒီကာထာမှာရှင်းရှင်းလင်းလင်းပြတာဒီလိုကြီးပါဠိတော်ဟာလူတွေနဲ့အမတန်မှယဉ်နေတယ်သို့တော်ဒီလိုကြီးပါဠိတော်မှာဆိုထားတဲ့စကားကိုပြစ်ပြီးတော့ဒီကနေ့ယဟန္တာဆိုတဲ့နောက်တွေကိုလူတွေကဟုတ်လားတခြားနည်းတွေနဲ့လိုက်လို့ချတခြားနည်းတွေနဲ့လိုက်တယ်ဆိုတာဟုတ်လားယဟန္တာဆိုလို့ရှိရင်ဗမာပြည်ဘာဖြစ်လဲဆိုရင်တတ်တော်ကြရင်ယဟန္တာလို့ထင်နေကြနော်ယဟန္တာဖြစ်ရင်တတ်တော်ကြတယ်လို့ဘယ်စာထဲမှာဆိုထားတာမရှိဘူးဓာတုလို့ဆိုအယိုးကိုပြောမြတ်စွာဘုရားခင်ကိုရောမြတ်ကအဋ္ဌံထားခဲ့လို့ဒီအယုဒ္ဓတေဟာအမျိုးအစား၃မျိုးကွဲပြားပြီးတော့သွားတယ်မဟန္တာမုဂ္ဂမတ္တာသစ္စိဗိနတန်တို့ခုတကပါတဗမတ္တာဆိုပြီးတော့မြတ်စွာဘုရားရဲ့အယုဒ္ဓတေကို၃မျိုး၃စားခွဲတယ်အကြီးဆုံးကပင်နောက်စိတ်ဆန်းအောင်ရှိတယ်အရွယ်အလတ်အစားကဆံကျိုးလောက်ရှိတယ်ဆံထက်ဝက်ပိုင်းလေးဆံဖိထက်ဝက်ပိုင်းလောက်ရှိတယ်ဟောအငယ်ဆုံးကမုံငင်းဆုံးလောက်ရှိတယ်ဆိုဒီလိုဆိုတာပဲရှိတယ်နော်အဲ့တော့ဒီကနေ့ခေတ်မှာဓာတ်တော်ကြတာတွေကလည်းအလွန်များတယ်ဒီစော်ကားဖို့တော့ပြောတာမဟုတ်ဘူးအသိဉာဏ်ရှိဖို့တော့လိုအပ်တဲ့ပေါ့အသိဉာဏ်မရှိလို့ရှိရင်အလိမ်ညာခံရတတ်တယ်ဒီရဲတော်ဘုရားရဲ့စာပေတွေထဲမှာလိုက်ပြီးတော့ဟောတဲ့ထဲမှာကြည့်လို့ရှိရင်ဓာတုလို့ဆိုတာအယိုးကိုပြောတာပဲခန္ဓာကိုယ်ဖြစ်ပေါ်လာတဲ့အယိုးတွေပဲဒီလိုလိုက်ရင်ဒီလိုပဲဖြစ်ဖြစ်အယိုးထွက်အဲ့ဒီဖြစ်မယ်မမရင်မှတ်ထားကြတာတွေရှိသေးတယ်ယဟန္တာဆိုရင်ချိတ်ဆက်ဘုရားဆိုရင်ဝင်းဆက်ဆိုတဲ့ဒီစကားကဘုန်းကြီးတွေငယ်ငယ်ကြားဘူးလေငယ်ငယ်ကြားဘူးတဲ့စကားတစ်ခုနဲ့တချို့ကလည်းအဲ့ဒါကိုကြည့်ပြီးတော့ဟာချိတ်ဆက်ယဟန္တာကြီးနဲ့ဒီလိုပြောတာတွေရှိတကယ်အဲ့ဒီစကားဟာမှတ်မှားနေတယ်ဘယ်မှာဒီစကားသဲလောင်ကမြင်ရင်ဘယ်မှာရှိတယ်လဲလို့ဆိုရင်
မဟာပရိနိဗ္ဗာန်တော့မှာနာဂပါလောကိတခံဆိုတာရှိမြတ်စွာဘုရားသခင်ကိုရောမြတ်ကဝေဒာလိပြည်ကနေနောက်ဆုံးထွက်ခွာသွားတဲ့အခါဝေဒာလိပြည်ကိုပြန်ကြည့်တာပြန်ကြည့်တဲ့အခါမှာဘုရားဟာဇက်ကိုနောက်လှည့်ပြီးတော့ကြည့်လို့မရဘူးတဏ္ဍလူတွေကြည့်ကြတော့ကြည့်လို့မရဘူးနာဂပါလောကိတလို့ခေါ်တယ်စင်ကြီးတစ်ကောင်ကနောက်ကိုကြည့်ရင်ဒီကိုယ်လုံးလှည့်ရတယ်မဟုတ်လားစင်ဆိုတာဇက်ကတူတူလေးလေအဲ့တော့နောက်ကိုလှည့်ကြည့်ခြင်းလို့ရတာမဟုတ်ဘူးအဲ့တော့နာဂပါလောကိတစင်ကြီးတယ်လို့ကြည့်တယ်ဆိုတာစင်ကြီးကဒီကိုယ်လုံးနောက်ပြန်လှည့်လိုက်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်လည်းဝေဒာလိပြည်ကိုနောက်ဆုံးအကြည့်အနေနဲ့ကြည့်တဲ့အခါမှာနောက်ပြန်ပြီးတော့လှည့်ပြီးတော့ကြည့်တာအဲ့ဒီနာဂပါလောကိတအခန်းမှာပြည့်စုံထားတဲ့စကားလေးတစ်ခုရှိတယ်မြတ်စွာဘုရားရဲ့အယိုးဟာတဲ့အယိုးဆက်တွေဟာတာမန်လူတွေလူတိတ်ဆက်လည်းမဟုတ်ဘူးတဲ့သစ္စေကဗုဒ္ဓတွေလူထိတ်ဆက်လည်းမဟုတ်ဘူးတဲ့တန်ခွင်းတွေလူခွင်းဆက်တွေတာဖြစ်တယ်လို့ဟောဒီလိုဆိုထားအဲ့ဒီစကားမှာထိတ်ဆက်ဆိုတာသစ္စေကဗုဒ္ဓရဲ့အယိုးကိုပြောတာဖယငယ်ကိုပြောတာယဟန္တာမပါဘူးဒီထဲမှာနော်သစ္စေကဗုဒ္ဓကိုပြောတာအဲ့ယဟန္တာလို့ဆိုတာဟာဒီတဏ္ဍပုဂ္ဂိုလ်တွေကတိဟိတ်ပုဂ္ဂိုလ်ထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကယဟန္တာဆိုတော့ရှိတယ်ဒေဝတတ်တို့လည်းပဲယဟန္တာဖြစ်နိုင်တဲ့အရေးလေးရှိတယ်အဇာတတတ်တို့လည်းယဟန္တာဖြစ်နိုင်တဲ့အရေးလေးတွေရှိတယ်ဘာဖြစ်လို့သူတို့လည်းတိဟိတ်ပုဂ္ဂိုလ်တွေပဲဒါကြောင့်မို့လို့ဒေဝတတ်ဟာသံဃာဉာဏ်နဲ့ထိအောင်ရမှာလေနောက်ဆုံးမှာမကောင်းတဲ့ပါပိဿဆိုတဲ့ရုံးမာတဲ့အလိုဆိုးရဲ့နှိမ့်ဆက်မှုကြောင့်သူဟာဘုရားကိုပြစ်မှားပြီးတော့ဒါတွေဟာပျက်စီးသွားတယ်သူဖို့အဇာတတမင်းကြီးရလည်းပဲတကယ်တော့သူ့မှာဘုရားနိဗ္ဗာန်ရနိုင်တဲ့အရေးလေးတွေရှိတယ်သို့တော့မှန်မှန်ရင်းရင်းနဲ့လက်လွန်သွားတဲ့သူ့အဖေကိုတတ်ပြီးတယ်ပိဋကရဏကံထိုက်သွားအဲ့ဒါကြောင့်မို့ပျက်စီးသွားအခြေအနေတစ်ခုကပျက်စီးသွားနိုင်တယ်ပေါ့အဲ့ဒါလို့ပျက်စီးသွားနိုင်လေတယ်ဒီလိုပုဂ္ဂိုလ်မျိုးတွေအဲ့ဒါယန္တာပုဂ္ဂိုလ်ဆိုတာဒီတမန်ပုဂ္ဂိုလ်တွေကတမန်ပုဂ္ဂိုလ်ဆိုတာဟိုအယိုးချိတ်ဆက်တွေခင်းဆက်တွေပြောတာမဟုတ်ဘူးတမန်အယိုးတွေဟာတိတ်ဆက်တယ်ယန္တာပုဂ္ဂိုလ်မှာတိတ်ဆက်တယ်ရှိအဲ့ဒီတိတ်ဆက်တဲ့ပုဂ္ဂိုလ်ယန္တာပဋိဉာဏ်ထူးတဲ့ပုဂ္ဂိုလ်တွေကတရားဓမ္မရှင်းဉာဏ်ကျုပ်ကိုအထောက်လို့ဣတိကအဘောကုံသွားလို့ယန္တာဖြစ်တာအဲ့ဒီမှာယန္တာဆိုတာဓာတ်တော်ကြတာကယန္တာမဟုတ်ဘူးယန္တာလို့ပြောလို့မရဘူးဒါဟာဒီသစ္စာပစ္စည်းမဖြစ်နိုင်ဘူးနောက်တာယန္တာတွေကိုအမှန်သိလို့ရပြောပြနော်ယန္တာဖြစ်နေလေဒီလိုဓာတ်တော်ကြမှာယန္တာလို့ဆိုပြီးတော့တချို့ကနေပြီးတော့ထင်ရတယ်ပေါ့အဲ့ဒါကြတော့တကယ်ယန္တာကဓာတ်တော်မကြဘူးဆိုရင်တော့ပြစ်မှားမိနေအောင်ပဲတော့တာကြတော့အဲ့တော့သူတို့ယန္တာဖြစ်ခြင်းဖြစ်မယ်မဖြစ်ခြင်းမဖြစ်ဘူးသူ့ရဲ့သီလသမာဓိပညာကိုပဲကြည်ညိုရမှာအဲ့ဒါမကြည်ညိုပဲနဲ့ဟိုအမွေးကြည်ညိုဒီအမွေးကြည်ညိုဟိုအယိုးကြည်ညိုဒီအယိုးကြည်ညိုကတော့ဒါကတော့ဘာဝသိမ့်ကြနော်ဒီကနေ့ခေတ်မှာဓာတ်တော်ကြတာတွေများလို့ပြောပြရမှာပါစာရဲပေထဲမှာတိတ်ပြီးတော့ဒါတွေရှိတာမဟုတ်ဘူးဆိုတာမှတ်ထားဘူးအဲ့တော့သစ္စေကဗုဒ္ဓဟာရိတ်ဆက်ဖျားကဝင်းဆက်ကျန်တဲ့ပုဂ္ဂိုလ်တွေကတာမန်ပဲတိတ်ဆက်ပဲယန္တာပေါင်းဘုန်းကြီးတို့ငယ်ငယ်တုန်းကကြားဘူးလေအေးရိတ်ဆက်ဆိုယန္တာလို့ဒီလိုသွားပြီးတော့သင်ရတယ်ပေါ့ဒါတော့ယန္တာလို့ဆိုတာပြီးဖို့လွယ်လားဆိုမလွယ်ဘူးမလွယ်ဘူးဒီတရားယန္တာပါပုဂ္ဂိုလ်တူကယန္တာပါလို့ပြီးဖို့မလွယ်ဘူးအဲ့တော့မလွယ်ဘူးဆိုတော့စွတ်လည်းမစွတ်စွတ်နဲ့ကဲလည်းမကဲရဲ့ယန္တာဟုတ်မဟုတ်ကိုမသိနိုင်တခါတော့မှမှတ်တမ်းတစ်ခုတောင်ရှိသေးတယ်ယန္တာဆိုတာမျက်စိနဲ့မြင်လို့ရတာမဟုတ်ဘူးတဲ့အသိဉာဏ်ကလည်းသူများစိတ်ကိုသိတယ်ပရစိတ်တဝိဇ္ဇာဉာဏ်ရမှဒီပုဂ္ဂိုလ်ဟာယန္တာလို့သိနိုင်တာကျန်တဲ့ပုဂ္ဂိုလ်ကသိနိုင်တာမဟုတ်ဘူးအဲ့ဒီမှာတိယချုံစိတ်တလတောင်ပါသတင်းတုံးနေတဲ့ယန္တာမထေရကြီးနဲ့
တော်တဲ့ဥစဉ်ကြီးတစ်ပါးတို့ရဲ့ဇာတ်လမ်းလေးတစ်ခုရှိတနေ့ကျတော့ဆောင်းဟန်သွားတယ်အဲ့ဒီယဟန္တာအရှင်မြတ်ကြီးရဲ့နောက်ကတပည့်ကပြောတဲ့ဥစဉ်ကြီးတစ်ပါးလမ်းကြတော့သူကမေးတယ်တော်တဲ့ဥစဉ်ကြီးအရှင်ရတဲ့ယဟန္တာလို့ပြောကြတယ်တဲ့ဘယ်လိုပုဂ္ဂိုလ်ကယဟန္တာတော့ဖျားလို့မေးဘယ်လိုပုဂ္ဂိုလ်မျိုးတော့ယဟန္တာဆိုတာဘယ်လိုပါတော့ဆိုရှင်းကအမေခံရတဲ့ပုဂ္ဂိုလ်ကတကယ်ယဟန္တာကြီးပဲသူနဲ့တူတူလေးအဲ့တော့ငါယဟန္တာလို့မပြောဘူးဘယ်လိုပြောတော့ဆိုရင်ယဟန္တာဆိုတာသိသိရခဲ့တယ်အဲ့ဒီယဟန္တာနောက်ကနေလိုက်နေတာတော့မှကိုနဲ့တူတူသွားနေတဲ့ပုဂ္ဂိုလ်ယဟန္တာဆိုတာမသိနိုင်ဘူးအဲ့ဒါလောက်ထိအောင်သိရခဲ့တယ်လို့ဒီလိုဖြေလိုက်အဲ့ဒါလည်းသဘောမပေါက်ဘူးနော်အဲ့ဒါလည်းသဘောမပေါက်ဘူးယဟန္တာဆိုတာသိရခဲ့ပါတယ်အဲ့ဒါကြောင့်မို့လို့ဘယ်သူမှတော့မပြင်းမာနဲ့ဘယ်သူမှတော့မပြင်းမာနဲ့သီလသမารီပညာကိုပဲကိုးကွယ်ရတယ်အေးရိုးတွေကြတယ်တတ်တော်ဆိုယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်အယိုးမကြဘူးဆိုရင်ဟာတတ်တော်မကြဘူးဆိုလို့ရှိရင်ဒါယဟန္တာမဟုတ်ဘူးလို့တော့ပြမမိနေအောင်ပေါ့စာရဲပေထဲမှာတတ်တော်ကြတယ်ဆိုတာဘယ်စာထဲမှာမရှိဓာတုဆိုတာအယိုးကိုပြောတာပဲအဲ့တော့ဘုန်းကြီးတို့ဒီမှာဒီလိုကျောင်းကဆရာတော်ကြီးတစ်ပါးကချီးမြှင့်လိုက်တဲ့တတ်တော်လေးတစ်ခုရှိဓမ္မပြေမှာရှိတဲ့အလုံးလေးတွေကိုမဟုတ်ဘူးအပြည့်ဘုရားတတ်တော်ဆိုလို့ရှိရင်တော့ဟိုတဏှီတဲ့ပဲဆိုရမှာပေါ့အဲ့ဒီမှာဘုန်းကြီးတို့ဒီမှာဆရာတော်ကြီးကဒီဟိုကကိုလံဘိုမြို့မှာရှိတဲ့သတင်းသုံးတဲ့ဆရာတော်ကြီးကသူတို့ကျောင်းတိုင်းမှာတဲ့ဆရာဆင်ဆက်ကိုးဝယ်တဲ့ဓာတ်တော်၃စုတည်းကငါရှင်ကိုတစ်စုပေးလိုက်ပါမယ်တဲ့ဘာဖြစ်လို့ပေးတာလဲဆိုတော့တခါတည်းရန်ဆရာတော်ကြီးကခေါ်ပြီးတော့စာရီတွေမေးတယ်သူမသိတာသူသိချင်တာလေးတွေမေးတယ်ပေါ့မေးတဲ့အခါဘုန်းကြီးကဘယ်ထဲမှာပါတယ်ခင်ဗျဘယ်လိုခင်ဗျနဲ့ရှောက်ခဲ့ရအဲ့ဒါကိုဖြည့်စုတင်လို့ဒီဓာတ်တော်လေးပေးလိုက်တာပူဇော်ဖို့ဆိုအဲ့ဒီဓာတ်တော်လေးကဘာနဲ့တူတယ်လဲလို့ဆိုရင်ဖွေးဆွနေတဲ့ဆန်စီလေးလို့ဆန်စီအကျိုးလေးလို့ရှေ့ရှေ့လေးအဝါကြီးကအလုံးနေနဲ့မတူဘူးပေါ့အဲ့ဒါဆိုလိုတာကတော့ဓာတ်တော်အမှတ်နဲ့ကိုးကွယ်မယ်ဆိုရင်ဘာကိုးကွယ်ကုသိုလ်ရတယ်ဒါဘာလို့လဲဆိုလို့ရှိရင်ကြည့်တယ်ဖျားမှတ်နဲ့ကြောက်ဆင်းမှုတွေဖြစ်ပြီးတော့တောင်ကိုးကွယ်နေသေးတာပဲဓာတ်တော်ကလည်းပဲဒါရုပ်တုပဲပေါ့ဓာတ်တော်အတုကိုးကွယ်လို့ရတာပဲကုသိုလ်မရဘူးရတာမဟုတ်ဘူးဓာတ်တော်အမှတ်နဲ့ကိုးကွယ်ဘာပဲကိုးကွယ်လူတွေဟာတောပုံသေးတီတောင်တည်ပြီးတော့စစ်ခိုးသေးတာပဲလေဘုရားအမှတ်နဲ့ဘုရားကိုဥတည်ပြီးတော့လောက်တာမှမမြင်ကုသိုလ်ရတယ်လို့အမှတ်ထားကုသိုလ်မရဘူးပြောတာမဟုတ်ဘူးကုသိုလ်ရသို့တော့မဟုတ်ဘဲနဲ့ဟုတ်တာမျိုးကိုအလုံးခံရတာမျိုးကြတော့မကောင်းဘူးပေါ့အဲ့ဒါကြောင့်မို့လို့ဒီမှာယဟန္တာဆိုတာရဲ့သဘာဝတရားကိုဒီမှာဟောထားတာရှိတခြားသုတ်တံတွေမှာလည်းယဟန္တာအကြောင်းတွေဟောထားတာရှိဒီမှာဟောထားတဲ့ယဟန္တာကြတော့ကြည့်ခိနံဘုရဏယဟန္တာဆိုတဲ့ပုဂ္ဂိုလ်တရားဟာတဲ့ဘုရဏခိနံအတိတ်ကံတွေကုန်သွားပြီတဲ့ဒီအတိတ်ကံတွေကုန်သွားတယ်ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်တကယ်တော့ကံဆိုတာကုန်သွားတာတော့မဟုတ်ဘူးကုန်သွားတာကကိလေသာကုန်တာကိလေသာနေရောဒီကမ္မနေရောတော့ကိလေသာတွေချုပ်ငြိမ်းသွားလို့ကံတရားဟာချုပ်ငြိမ်းသွားဆိုလိုတာကကံဆိုတဲ့မျိုးစေ့တွေဉာဏ်ပုဂ္ဂိုလ်တွေမှာရှိတယ်သို့တော့ကိလေသာကုန်သွားတဲ့အတွက်ကြောင့်အဖော်တည်းမရှိတဲ့တဏှာဆိုတဲ့ကိလေသာအဖော်မရှိတော့ကံတရားတွေဟာအကျိုးပေးလို့မရတော့ဒီမှာပရိစ္ဆေသဘောပတ်ကိုဖြည့်ကံနဲ့ကိလေသာပေါင်းပြီးတော့မှအကျိုးတစ်ခုထုတ်လို့ရတယ်ကံကြီးသက်သက်ကအကျိုးမထုတ်နိုင်ဘူးဒါကြောင့်မို့ပရိစ္ဆေသဘောပတ်မှာအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့ဒီလိုဟောထားတာနော်အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံနဲ့ကိလေသာနှစ်ခုပေါင်းတဲ့အခါကျတော့မှဝိညာဏဆိုတဲ့အကျိုးတရားတစ်ခုထုတ်လို့အဲ့တော့ယဟန္တာပုဂ္ဂိုလ်တွေမှာအဝိဇ္ဇာဆိုတဲ့ကိလေသာကုန်သွားတယ်ကုန်သွားသည့်အတွက်ကြောင့်သင်္ခါရဆိုတဲ့ကံတရားအကျိုးပေးလို့မရတော့
အဲ့ဒီဒိဋ္ဌိကိုမြင်ရပြီးတော့ကံဟောင်းတွေကုန်သွားပြီလူတွေကထင်ကြတယ်ဉာဏ်နာပုဂ္ဂိုလ်တွေမှာကံဟောင်းတွေကုန်သွားပြီလို့ပြောလို့ရှိရင်ရှင်မောကလံမထေရဘာဖြစ်လို့တခိုးတတ်ခံရတာတော့ဒီလိုမေးလာလိုက်ဟုတ်ကဲ့ကံဟောင်းတွေကျမ်းမနေဘူးလားအဲ့ဒီမှာကျမ်းနေတယ်ကုန်နေဆိုတာဘယ်လိုကံမျိုးတော့လို့ဆိုဘဝတစ်ခုတိဆောက်ပေးနိုင်တဲ့ကံမျိုးမရှိတော့ဒီလိုဆိုလို့အတိတ်ကလိုက်လာတဲ့ကံတွေကတော့ရှိနေဥမာပဲအွန်လိုင်းဖြစ်နေတာလေအတိတ်ကလှုပ်တဲ့ကုသိုလ်အကုသိုလ်ကံတွေကရသော်ဘုရားမှလည်းလာနှိမ့်ဆက်တာပဲလေရသော်ဘုရားသခင်ကိုရောမြတ်ဒီနာလာကြီးလေးရှင်နဲ့အတိုက်ခံရတယ်ဟောစေတမာနနဲ့ဆွဆွဲခံရတယ်နောက်သုံးတရီနဲ့ဆွဆွဲခံရတယ်စေတမာနရဲ့ဆွဆွဲခံရဟောဒီပြဿနာတွေဟာအတိတ်တုန်းကလှုပ်ခဲ့တဲ့အကုသိုလ်ကံရဲ့ကိုကျွေးလို့ဒီလိုပါမှာကိုအဲ့တော့ကံတရားကခန္ဓာစိတ်နေသေးတဲ့ကာလပတ်လုံးလိုက်တယ်သို့တော့တရားဟာသုတိရဲ့ဟိုဘက်မှာခန္ဓာမရှိတော့တဲ့အတွက်ကြောင့်သုတိဟိုဘက်ကိုဒုက္ခလိုက်ပေးမဲ့ကံတော့မရှိနိုင်တော့ဘူးဘာဖြစ်လို့မရှိတာတော့ဆိုကိလေသာတွေကုန်သွားလို့စွမ်းအားတွေရောထသွားဘာနဲ့ဥပမာတူတော့ဆိုဘုရားတမန်မှာရှိတဲ့ကံတွေဟာဖြစ်စည်းခံလိုက်ရတဲ့မျိုးစေ့နဲ့အလားတူတူသွားတယ်မျိုးစေ့တစ်ခုဟာအပင်ပေါက်နိုင်တဲ့နေရာထိခိုက်နေမှာသွားမယ်တိုးမို့နီးလောင်ကျွမ်းသွားမယ်ဆိုရင်အဲ့ဒီမျိုးစေ့ကပေါက်နိုင်အောင်မပေါက်နိုင်တော့ဘူးကိလေသာကိုဖယ်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီမျိုးစေ့ကအကျိုးကိုမပေးနိုင်တော့ဘူးအပင်မပေါက်နိုင်တော့ဘူးထို့တူပဲကိလေသာကိုဖယ်လိုက်တာနဲ့တပြိုင်နက်ကံတရားဟာဘဝတစ်ခုကိုထုတ်လုပ်နိုင်ကြောင်းမရှိတော့ဘူးအဲ့ဒီလိုထုတ်လုပ်နိုင်တဲ့စွမ်းအားရှိတဲ့ကံတွေမရှိတော့တာကိုရွယ်ပြီးတော့ခီလံပို့တာမျိုးအတိတ်ကံတွေကုန်သွားပြီလို့ဒီလိုပြောတာနော်ဒါယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီနောက်ဘဝလိုက်ကျိုးပေးမဲ့ကံမျိုးမရှိတော့ဘူးလို့ပြောတယ်သို့တော့ဒီခန္ဓာရှိနေတော့ကမ္မဝဝိပါကဝရှိနေတဲ့အချိန်မှာလောင်းမှကမ္မဝကံသူ့တတ်နိုင်တဲ့နေရာသူကဒုက္ခတော့ပေးဦးမှာအကုသိုလ်ရှိခဲ့လို့ရှင်မောက္ခရာကြီးနောက်ဆုံးနေ့ဒုက္ခပေးတော်တာပဲလေဒုက္ခတော့ပေးတော်သေးတာသို့တော့ပြိဋိဘန္ဒသုတိရဲ့ဟိုကလိုက်နိုင်တယ်မလိုက်နိုင်ဘူးတဏှာဆိုတဲ့အစေကုံသွားတဲ့အတွက်ကြောင့်ယဟန္တာတွေမှာအတိတ်ကံကိုကုံသွားပြီလို့ဒီလိုပြောနောက်တစ်ခါနဝနတ္ထိတံမုံနဝဆိုတာကံအတိတ်နတ္ထိတံမုံဖြစ်နိုင်ခြင်းမရှိတော့ဘူးကံအတိတ်ကတော့မဖြစ်တော့ဘူးတဲ့ဘာဖြစ်လို့မဖြစ်တာလဲဆိုရင်အဝိဇ္ဇာတဏှာဆိုတဲ့ကိလေသာတွေကိုဖယ်ရှားထားပြီးသားဖြစ်သောကြောင့်ဥပမာပါနဲ့တူတော့ဆိုလို့ရှိရင်တစ်ပင်ကြီးတစ်ပင်ဟာအဖူးတွေအပွင့်တွေရှိနေလက်ကစားအဲ့ဒီတစ်ပင်ရဲ့ရေတောင်းမြစ်ကိုဖြတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအဖူးပွင့်တွေကအပြီးပြီးနိုင်မှာအောင်မသိနိုင်တော့ဘူးတဲ့အဲ့ဒါလိုပဲယဟန္တာပုဂ္ဂိုလ်တွေမှာအမြင့်ပြတ်သွားတဲ့တစ်ပင်ရဲ့အပွင့်တွေနဲ့အလားတန်တူတယ်သူတို့တဏ္ဍာမှာလုပ်တဲ့ကုသိုလ်တွေကယဟန္တာတွေလည်းကံတော့လုံးနေတာပဲလေရှင်သာရိပုတ္တရာကတရားဟောတယ်ဟောဆန်းခံတယ်မမမကျန်းဖြစ်တဲ့ပုဂ္ဂိုလ်တွေကိုကျိုးမွေးတယ်အတူလည်းကုသိုလ်လုပ်တာပဲဘုရားလည်းစခိုးတာပဲတရားဟောတာဒါတွေကုသိုလ်တွေပဲပေါ့သို့တော်ယဟန္တာတဏ္ဍာမှာဖြစ်တဲ့ကုသိုလ်ကြတယ်အကျိုးပေးဖို့ရကိလေသာမရှိတော့သည့်အတွက်ကြောင့်ကုသိုလ်ဆိုတဲ့နာမည်နဲ့မသုံးတော့ဘဲနဲ့ကရိယာလို့ခေါ်လိုက်ကရိယာဆိုတာဒီ action တစ်ခုလုပ်ရမယ်ရှိတယ်လို့ဆိုလို့ကိစ္စတစ်ခုဆောင်ရွက်မှုတစ်ခုပဲသို့တော်ဒီဆောင်ရွက်မှုဒီကောင်းကျိုးချမ်းသာကိုနောက်ဘဝတစ်ခုမှာပေးနိုင်တဲ့အစွမ်းမရှိဒီဘဝတော့ပေးမှာပေါ့ဒီဘဝတော့ပေးနိုင်တဲ့အစွမ်းရည်တတ်ရှိသေးတာပဲပေါ့နောက်ဘဝတော့မပေးနိုင်တော့ဘူးလို့ဒီလိုဆိုတယ်အဲ့ဒါကိုပြောတာနတ္ထိတံဘဝနတ္ထိတံဘဝဆိုတာဖြစ်ပေါ်လာခြင်းကိုမရှိတော့ဘူးတဲ့လောက်တာတော့ကံတရားတွေလောက်တာပဲတရားဟောတယ်ဒါဓမ္မဒေသနာကုသိုလ်ပဲပေါ့ဘုရားကိုရှိခိုးတယ်ဟောဘုရားဝိသတွေလောက်တယ်ဒါတွေကကံတရားတွေကိုကုသိုလ်တွေလောက်နေတာပဲစင်္သာရိပုတ္တရာလည်းလောက်တာပဲရှင်မောကလန်လည်းလောက်တာပဲယန္တာတွေလည်းလောက်တာပဲအဲ့ဒီလုံးသမျှကုသိုလ်တွေဟာအကျိုးပေးနိုင်တဲ့အတွက်ကြောင့်ကရိယာပြုလို့ယုံတတ်တဲ့မြတ်တာ
ဆောင်ရွက်လုပ်ကင်ခြင်းမျှတာဖြစ်တယ်လို့ဒီလိုပြောတာနော်အဲ့ဒီနှစ်ခုအဓိပ္ပာယ်ကိုရှင်းပြီးတော့ခိနံပုရဏံနဝနထိတံမောဖြစ်လာတာလည်းအသက်မလာတော့ဘူးတဲ့ဝိရဒစိတ်တာယတိတေဘဝတမိအာယတိကဘဝဆိုတာနောင်ဘဝအဲ့ဒီနောင်ဘဝပေါ်မှာလေ့ကျင့်တဲ့စေတတဏှာဆိုတာဘဝမရှိတော့ဘူးနောင်ဘဝအတွက်ညှို့လင်းချက်ဆိုတာမထားဘူးတဏှာမရှိတော့ဘူးစေတမှုတဏှာမရှိတော့ဘူးဝိရဒစိတ်တာယတိကေဘဝတမိတေခိနပိစာအဝိရုံနိသန္တာသူတို့မှာမျိုးစေ့တွေကုန်သွားပြီနောက်ဘဝမှာဘဝမျိုးစေ့ဆိုတာမရှိတော့ဘူးဘုန်းကြီးတို့တွေမှာဘဝမျိုးစေ့ဆိုတာအပြေဝရှိနေတယ်ကံဆိုတဲ့မျိုးစေ့တွေရှိတယ်ကံဆိုတဲ့မျိုးစေ့လို့လည်းပြောလို့ရှိတယ်အဲ့ဒီကံကဖန်တီးပေးလိုက်တဲ့ဝိညာဉ်ဆိုတဲ့မျိုးစေ့လည်းရှိတယ်ပေါ့ရသော်ဘုရားကအင်္ဂုတ္တရနိကေဘဝတုတ်တံမှာဟောထားတဲ့ဥပမာလေးရှိတယ်ကမ္မံခိတံဝိညာဏံဘိဇံတဏှာတလေဟောလို့ဥပမာပေးထားဘဝတစ်ခုကိုသွားပြီးဆိုလို့ရှိရင်အဲ့ဒီဘဝပေါ်မှာပရိပရိဆိုတဲ့မျိုးစိတ်လေးကြတာဟာဘယ်မှာကြတော့ဆိုကံပေါ်မှာကြတယ်ဘာဖြစ်လို့အဲ့ဒီမှာကံရဲ့ဆွမ်းအားနဲ့ပရိပရိမျိုးစိတ်ကြတာဖြစ်တော့ကြောင့်ကံမီရေလွှာတစ်ဖွဲ့ဖြစ်တယ်ဒါကြောင့်မို့ကမ္မံခိတံလို့ပြောတယ်ကံရဲ့အစိမ်နဲ့ကံရှိလို့ဖြစ်ရတာဖြစ်တော့ကြောင့်ကံဆိုတဲ့ရေလွှာရှိတော့ကြောင့်ဝိညာဉ်မျိုးစိတ်လေးပေါ်ပေါ်ရတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီတုတ်တံမှာမြတ်စွာဘုရားကဘဝဆိုတာနဲ့ပတ်သက်ပြီးတော့ရှင်းပြတယ်ကမ္မံခိတံကံတရားဟာရေလွှာပဲတဲ့ဝိညာဏံဘိဇံကံတရားကြောင့်ဖြစ်လာတဲ့ပရိစိတ်လေးဟာမျိုးစိတ်ပဲအဲ့ဒီမျိုးစိတ်လေးကအပင်ပေါက်ဖို့ရအတွက်တဏှာပဏိဟောတွေ့တာမှုဆိုတဲ့တဏှာရာဂသည်အရေးအသေးပဲလို့ဒီလိုဟောရှိတယ်ဟောတဘာဝကိုကြည့်မယ်ဆိုလို့ရှိရင်လည်းရေရှိရမယ်ဒါမှမျိုးစိတ်ပေါက်မှာပေါ့ရေမရှိလို့ရှိရင်မျိုးစိတ်တွေကြီးထားရင်မပေါက်ဘူးရေနဲ့ပေါက်မှပေါက်တယ်အဲ့ဒါမျိုးလိုပဲဝိညာဉ်ဆိုတဲ့မျိုးစိတ်လေးဟာကံဆိုတဲ့မြေလောရှိရမယ်တဏှာဆိုတဲ့မျိုးစိတ်ရှိရမယ်ကံနဲ့ခိလေသာနှစ်ခုပေါင်းပြီးတော့ထုတ်လုပ်တယ်ဆိုတဲ့အတိတ်ကိုပြောတာပဲဒါလည်းအခုကြတော့ဉာဏ်နဲ့ဖြစ်သွားပြီဆိုရင်ခိနဘိဇာမျိုးစိတ်တွေရှိတော့ကုန်သွားနောက်ထပ်ပေါက်เสียအောင်မရှိတော့သူ့ဘဝအဝိရုဒ္ဓိသန္တာဖြစ်တဲ့သန္တာတွေကလည်းပဲကုန်ခန်းသွားပြီတဲ့ဉာဏ်နဲ့ဘဝဟာဘဝတစ်ခုရထားတဲ့ဘဝတစ်ခုအဆုံးသတ်သွားတာနဲ့တပြိုင်နက်ဘယ်ရောက်သွားတယ်လို့ပြောလို့မရဘူးနိဗ္ဗာန်တိဒီတာငြိမ်းသွားတယ်လို့ပဲပြောရမယ်ဘယ်လိုပြောမလို့ဥပမာပါတော့ဆိုဖျောင်းတိုင်မီးလေးစီမီးကလေးငြိမ်းသွားတယ်လို့ပဲယထာယံပတိပောကဲစင်ဟာကြည့်စီမီးလေးတစ်ခုထွန်းထားတယ်ထွန်းထားတဲ့အချိန်မှာစီလည်းကုန်သွားတယ်မိစ္ဆာလည်းကုန်သွားတယ်ဒီလေးလေးငြိမ်းတော့အထောက်ပံ့အကြောင်းတရားတွေကုန်လုံးငြိမ်းသွားဒါဖြင့်ဒီလေးလေးပဲရောက်သွားတော့လို့ပြောလို့ရမရဘူးငြိမ်းသွားတာလို့ပဲပြောရမှာပဲဒီလေးလေးကငြိမ်းပြီးဘယ်နေရာမှာသွားပုံနေတယ်လို့ဒီလိုပြောလို့လည်းမရဘူးနောက်ထပ်ဘယ်နေရာမှာပြန်ပေါ်လာမယ်လို့ပြောလို့လည်းမရဘူးငြိမ်းသွားတာဟာငြိမ်းသွားတာလို့ပဲပြောရအဲ့တော့ယန္တာပုဂ္ဂိုလ်တွေဟာလည်းပဲဒီလိုပဲအကြောင်းတရားတွေကုန်သွားသည့်အတွက်ကြောင့်သူတို့ဘဝတစ်ခုယုံနိုင်ခန္ဓာတွေငြိမ်းသွားတာနိဗ္ဗာန်တည်တည်တာယထာယံဒီကောဘယ်ရောက်သွားတယ်လို့ပြောလို့မရဘူးအဲ့ဒီငြိမ်းသွားတာကိုပဲအရစကားအနေနဲ့ပြောတာနိဗ္ဗာန်စံဝင်သွားတယ်ဆိုတော့နိဗ္ဗာန်ဟာဘုံမိမှန်ကြီးလိုဘာလိုတွေးကြထင်ကြတယ်ဒါတင်စားပြောတဲ့စကား metaphorical term လို့ခေါ်တယ်တင်စားပြောမှတချို့ကလည်းနားလည်တာဟုတ်တင်စားပြောမှနားလည်တယ်လို့ပဲတစ်ခါကျတော့တင်စားပြောတာကိုအဟောမှလို့ရှိရင်လည်းဘုံမိမှန်ကြီးတစ်ဖွဲ့သွားထင်တတ်သေးတယ်အဲ့ဒါရဟန်းတဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ဒါလိုဟာမျိုးအခုဒီကထာမှာပြထားတဲ့အတိုင်းဒီဘုသုံးပါးဆိုတာအလုံးသိကြတယ်ဘုသုံးပါးမှာကမ္မဝကိလေသာဝဝိပါကဝအဲ့ဒီဘုသုံးပါးထဲမှာကြည့်ဝ
တ်တစ်ခုစီကိုဖြုတ်သွားပုံရှိအတင်းနဲ့ပြောလို့ဆိုလို့ရှိရင်ကိလေသာဝတ်ဆိုတာလိုချင်တာကိုပြောကမ္မဝတ်ဆိုတာလိုချင်တော့လုပ်တယ်လူတွေကလေလိုချင်တယ်လိုချင်ဘာလုပ်ရအောင်လုပ်တယ်ရအောင်လုပ်တော့ရတယ်ဟောလိုချင်တာကကိလေသာဝတ်ရအောင်လုပ်တာကကမ္မဝတ်ရတာကဝိပါကဝတ်ဟောဘုန်းကြီးတို့တွေဟာရဒီတိုင်းရှိနေတယ်ရလာတဲ့အခါရက်သွားလာလို့ဆိုမရဘူးရသွားလို့ရှိရင်လူချင်းပြန်နေလုတ်ပြန်နေရပြန်နေဟောဝတ်လေတယ်ဆိုတာအဲ့ဒါပြောတာနော်လူတွေကဝတ်လေတာဆိုတာမသိဘူးသူများမဟုတ်တာလို့ကိုယ်ခံရတာဒါပဲဝတ်လေတယ်ပြောနေတာဝတ်လေတယ်ဆိုတာဒါပြောတာကိရိတာရှိရင်ကမ္မဝတ်လာလိမ့်မယ်ကမ္မဝတ်ရှိလို့ရှိရင်ဝိပါကဝတ်လာလိမ့်မယ်ဒါလည်းပတ်နေတာကိုပြောတာနော်ကဲကောင်းပြီအဲ့ဒီလေပတ်နေတဲ့ဝတ်တွေကသုံးမျိုးရှိတဲ့ထဲမှာကိလေသာဝတ်ကမ္မဝတ်ဝိပါကဝတ်ဆိုတဲ့သုံးမျိုးရှိတဲ့ထဲမှာယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေဘာကိုဖယ်လိုက်တာတော့ဆိုကိလေသာဝတ်ကိုဖယ်လိုက်ကိလေသာဝတ်ဖယ်တာဘာကြံလို့ဆိုရင်ကမ္မဝတ်နဲ့ဝိပါကဝတ်ကြံတယ်ပေါ့အဲ့ဒီကမ္မဝတ်ကြံတယ်ဆိုတာဒီဘဝတစ်ခုတည်ဆောက်နိုင်တဲ့စွမ်းရည်တတိတော့မရှိတော့ဘူးကိရိတာဝတ်ဆိုတဲ့အခန်းတစ်ခန်းပျက်စီးသွားပြီအခန်းသုံးခန်းရှိတဲ့ထဲမှာပေါ့ကိရိတာဝတ်ဆိုတဲ့အခန်းတစ်ခန်းပျက်စီးသွားသည့်အတွက်ကြောင့်ကမ္မဝတ်ဆိုတာတိတ်ပြီးတော့ဆောင်းဆောင်နိုင်မှုမရှိတော့ဘူးပေါ့အဲ့ဒါကြောင့်မလို့ကိရိတာကိုရင်ကံကုန်တယ်လို့လည်းပြောလို့ရတယ်ပေါ့ဒါမို့ကိရိတာនិရောဓေကမ္မនិရောဓတဲ့ကိရိတာကုန်သွားရင်ကံကုန်သွားတယ်အဲ့တော့ဘာချမ်းနေတော့ဆိုဝိပါကဝတ်တစ်ခုချမ်းကံကိလေသာပေါင်းပြီးတော့ထုတ်ထားတဲ့အကျိုးတစ်ခုကျန်နေဆိုပါစို့မြတ်စွာဘုရားကိုကြည့်လိုက်ဆရာလောင်းတော်ဟာတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်အဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်တဲ့အခါမှာတစ်ခုလိုက်ပြီးနေမှာဘုရားကမဟာဗောဓိပင်အောက်တရားဓုတရားမြတ်ကိုရလိုက်တရားဓုတရားမြတ်ရလိုက်တဲ့အခါဘာတွေကုန်သွားလို့တရားတို့တရားမျိုးရလိုက်တာတော့ဆိုခုနကကိလေသာဝတ်ကိုဖျက်ဆီးလိုက်နိုင်တယ်ကိလေသာဝတ်ကိုဖျက်ဆီးလိုက်နိုင်တဲ့အတွက်ကြောင့်ကမ္မဝတ်ဆိုတာလည်းဆောင်းဆောင်နိုင်မှုမရှိတော့ဘူးဟောဖျက်ဆီးလိုက်တာကိလေသာဖျက်ဆီးသွားတာထိခိုက်သွားတာကမ္မဝတ်ကထိခိုက်သွားတယ်ပေါ့ဘာကျန်နေတော့ဆိုဝိပါကဝတ်ကျန်တယ်ကံနဲ့ကိလေသာပေါင်းထုတ်ထားတဲ့ဝိပါကဝတ်ကြီးကျန်နေတယ်အဲ့တော့ဘုရားကမဟာဗောဓိပင်အောက်မှာရလိုက်တဲ့နိဗ္ဗာန်ဘာနိဗ္ဗာန်လဲလို့ဆိုရင်သံဥပါတိတေကနိဗ္ဗာန်ကိုခေါ်တယ်ကိလေသာတွေကုန်သွားတယ်သို့တော့ကိလေသာတို့ကံတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ခန္ဓာကြီးကတော့ရှိနေသေးတယ်တဲ့ဒါကိုပြောတာသဥပါတိဥပါတိဆိုတာကံကိလေသာတွေရဲ့အကျိုးတေကဆိုတာကျမ်းနေသေးတယ်ဒီလိုဆိုလို့ပဲတတ်တော်ရှိဆက်ပြည့်တဲ့အခါကျတော့ကုဋ္ဌိတယောမာနမင်းတို့ရဲ့အငြင်းဆုံးရသော်ဘုရားသခင်ကိုရောမြတ်ကဆုံလာကြီးနေမှာပဲပြိဋိဘံဆံသွားအဲ့ဒီကဆုံလာကြီးနေပြိဋိဘံဆံနာကြတာဘယ်အခန်းထပ်ပြည့်စည်ပါတော့ဆိုဝိပါကဝပပြည့်စည်ဟောအရင်ကုန်သွားတာကကိလေသာဝပြည့်သွားတော့ကမ္မဝပြည့်တယ်နောက်ဆုံးပြည့်သွားတာပါတော့ဝိပါကဝရုပ်မှန်ခန္ဓာအကျဉ်းချံမရှိတော့ဘူးအားလုံးစက်ဝိုင်းကလေးတစ်ခုလုပ်ပြီးတော့အကွက်ကလေးသုံးရက်ထည့်ကြည့်တဲ့အခါမှာပထမကမ္မဝတ်ဆိုတဲ့အကန့်နဲ့ဖြတ်လိုက်ကိလေသာဝတ်ဆိုတဲ့ဟာဖြတ်ပြလိုက်ရင်ကမ္မဝတ်ကဆွမ်းဆောင်မှုမရှိတော့အပြော့သွားတယ်နောက်ဆုံးဝိပါကဝတ်တွေပြည့်စည်သွားပြီဆိုရင်အကန့်သုံးကနဲ့တစ်ခုမှမကြံတော့အဲ့ဒါနိဗ္ဗာန်နဲ့ပေါ့ဒီလိုဆိုလိုတာအနုပါတိတေကနိဗ္ဗာန်ဆိုတာကြတော့ခေါင်းဝိပါကဝတ်ပါအကျဉ်းချံမရှိတော့ဘူးတဲ့ဘာဖြစ်သွားတာတော့ဆိုရင်ချုပ်ငိမ့်သွားတယ်လို့ပဲပြောရမယ်ဘယ်ရောက်သွားတာတော့လို့မေးကြမရှိဘယ်ရောက်တယ်ဆိုတာရှင်းနိုင်ရှိမှမေးလို့ရတာလေအခုရုံးနိုင်ရှိတဲ့ပုဂ္ဂိုလ်တွေဘယ်ရောက်တရားပွဲရောက်နေတယ်လို့ပြောလို့ရကျုပ်နဲ့မရှိတော့ဘူးဆိုဘယ်ရောက်နေတယ်လို့ဘယ်လိုလုပ်ပြောလဲပြောရတဲ့နိဗ္ဗာန်ရောက်သွားတယ်နိဗ္ဗာန်ရောက်သွားတယ်ဆိုတာချုပ်ငိမ့်သွားတာပြောတာပဲအဲ့ဒီအသေးတွေကိုပြောတာနိဗ္ဗာန်တိဓိရာယထာယံပတိပောမိလေးငြိမ့်သွားတယ်လို့ယဟန္တာတွေဟာဒီလိုငြိမ့်ဘုန်းကြီးတို့ဒီဥကျမ်းမှာဒီနိုင်ငံမှာသွားပြီးတော့မာစတာတန်းပတ်တက်တော့အမောက္ခဆရာကြီးမိကုန်းတစ်ခုတက်လာ
ခရစ်ယာန်ဘုန်းကြီးတွေလာပြီးတော့တင်နေအဲ့ဒီဘုရားဘာသာတရားကိုလာတင်ကြပါစတာရမနာတက်ခရစ်ယာန်ဘုန်းကြီးတွေကမေးတယ်ဘုရားဘာသာယဟန္တာတွေပြိဋိဘံဆောင်တော်ဘယ်ရောက်သွားတော့ဆိုတော့အဲ့ဒီဆရာကြီးကစဉ်းစားပြီးတော့သူပြောတယ်စောက်ပြီးတော့ပြောတော့ဘုန်းကြီးကလှမ်းပြီးတော့ထောက်ပေးလိုက်တယ်ဒကာကြီးနိဗ္ဗာန်တိဓိတာယထာယံပရိသောတရားလေးရှိတယ်လို့ဆိုတာကိုပြောလိုက်တဲ့အခါကျတော့သူသိပြီးတော့ဒီဘယ်ဘက်ကပြောနေတယ်တဲ့နိဗ္ဗာန်တိဓိတာယထာယံပရိသောအဲ့ဒီတိုင်းပဲမှတ်ရမယ်ပေါ့ဆိုပြီးတော့သူဖြေခဲ့ဒီလေးကုန်းလေးယဟန္တာဘယ်ရောက်သွားသလဲဆိုလေးကုန်းအဲ့ဘယ်ရောက်သွားသလဲဆိုတာပြောကြရမရှိခုနကပြောလို့ဆိုရင်ခုနငိမ့်တော်တဲ့မီးလေးဘယ်ရောက်သွားတော့ဆိုဘယ်လိုပြောငိမ့်တော်တဲ့လို့ပဲပြောလို့ရတယ်ဘယ်ရောက်သွားတယ်လို့ပြောလို့ရအောင်မရဘူးဒေတာနဲ့ပြောလို့မရတော့ဘူးဟုတ်တယ်ရှိလို့မရှိတယ်ဟုတ်အဲ့ဒါကြောင့်လို့ဉာဏ်နဲ့ပုဂ္ဂိုလ်ဆိုတာအဲ့ဒါမျိုးကိုဆိုလိုတယ်တရားထုတ်တဲ့နေမှာဉာဏ်နဲ့ပုဂ္ဂိုလ်အကြောင်းကိုဘလို့ရှင်းပြီးတော့ဟောထားတာရှိတယ်လို့ဆိုလို့ဖြစ်တယ်ယဟန္တာဆိုတာအရဟတ်ကိလေသာတွေမရှိတော့ဘူးလောဘမဖြစ်တော့ဘူးဒေါသမဖြစ်တော့ဘူးမောဟတွေမဖြစ်တော့ဘူးမာနတွေမဖြစ်တော့ဘူးကိလေသာတွေကဝေးသွားတဲ့ပုဂ္ဂိုလ်ယဟန္တာဒီထက်နဲ့ဓာတ်တော်ကြတယ်ဆိုမပါဘူးနော်တတိထားနောက်တစ်ခုကခိနာတဝအာတဝတရားတွေကုန်သွားတယ်အာတဝဆိုတာကာမတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝတဏှာရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဒါတွေဟာမရှိတော့ဘူးလို့ဒီလိုဆိုလိုတာဝိတိတဝါဘဂိစုပါကျင့်တရားကိုပြီးပြီးဝေါ်ချင်းပြီးပြီးကတ္တကရဏီယောလုပ်เสียရည်လုပ်ပြီးသွားပြီလုပ်เสียရည်မကြံတော့ဘုန်းကြီးတို့တွေကလုပ်เสียရဘယ်တော့မှမကုန်ဘူးအရတ္တမေရတ္တဖို့မရမချင်းဟာလုပ်เสียရှိနေတာကြည့်တယ်ဘယ်သူမှပြီးပြီးဆုံးပြီလို့ပြောလို့မရအလုတ်ကရှိနေသေးတယ်ဟောရဟန်းတဲ့ပုဂ္ဂိုလ်ကျတော့ကတ္တကရဏီယလှုပ်ရှားလေးကုန်ပြီးလှုပ်ပြီးသွားပြီလို့ဒီလိုပြောလို့ရတယ်နောက်တစ်ခုကဩဟိတသံဃာခန္ဓာဆိုတာဝန်တော့ဝန်ပိုးကြီးပဲလေမနဲ့လင်းကြတဲ့သူတောင်းအောင်ထမ်းနေရတာလူတိုင်းခန္ဓာဆိုတာဝန်တော့ဝန်ပိုးကြီးပဲကိုယ့်အတွက်လုံးနေလို့ဘာမှဝန်တော့ဝန်ပိုးမထင်ကြတာတကယ်ကတော့တကယ်ဝန်တော့ဝန်ပိုးကြီးပဲအဲ့ဒီဝန်တော့ဝန်ပိုးကြီးကိုချလိုက်ပြီးဒီတကားကိုယူပြီးတော့ခန္ဓာဝန်ချတယ်ဆိုအတုံးကိုသုံးနေကြတယ်နော်အဲ့တော့ခန္ဓာဝန်ချတယ်လို့ပြောတာယဟန္တာမှာသုံးနေတဲ့စကားလုံးတစ်ခုအပြီးချတာမှခန္ဓာဝန်ချတယ်လို့ပြောတယ်ပြန်ယူအောင်မှာဆိုလို့ရှိရင်တော့ဒါအပြီးချတာမဟုတ်ဘူးတဘောကသေဆုံးတာလောက်ပဲရှိသေးတယ်ဟုတ်ကဲ့ဘယ်သူကပြန်ယူလို့ဆိုရင်တဏှာကပြန်ယူတာဘဝကိုပြတာရတဲ့တဏှာခန္ဓာအပိတ်ကိုပြန်ယူသွားတန်နဲ့ပေါင်းပြီးတော့ပြန်ယူသွားတာခန္ဓာဝန်ချတယ်ဆိုတာကယဟန္တာဖြစ်သွားပြီဆိုမှခန္ဓာဝန်ချတာအပြီးချလိုက်တော့နောက်ထပ်ဘယ်တော့မှကောက်မယူတော့ဘူးတရားကြီးဒီလိုဆိုလို့ဩဟိတသာရောတဲ့ပါဠိလိုနောက်တစ်ခုအနုပ္ပတ္တတရထောကိုယ့်ရဲ့အကျိုးစီးပွားကိုရရှိပြီးသားဖြစ်တယ်ဒီလူတွေကကိုယ်အကျိုးလို့ထင်နေတာကိုယ့်အကျိုးဘယ်သူမှမရှိကြဘူးယဟန္တာဖြစ်မှတကယ်ကိုယ့်အကျိုးဆိုတာပြည့်ပြည့်ဝရှိကိုယ့်အကျိုးဟာဘယ်တော့မှပြည့်ပြည့်စုံစုံမရနိုင်နေဘူးတဲ့နောက်တစ်ခုကတော့ပြိဋ္ဌိနဘဝတန်ရောစနောကုန်ကြီးသောဘဝပေါ်မှာတွေ့တာတဲ့တန်ရောစဉ်ဘဝပေါ်မှာတွေ့တာတဲ့တန်ရောစဉ်တွေအားလုံးကုန်သွားပြီတဲ့ကုန်သွားတဲ့ပုဂ္ဂိုလ်ဘဝတန်ရောစဉ်တွေအားလုံးကုန်သွားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သမ္မာပညာဝိမုတ်ကအမှန်ကန်သိပြီးတော့အတွေ့အတာတွေကနေပြီးတော့လွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အဲ့ဒါမှယဟန္တာလို့ပြောတာနော်ယဟန္တာဆိုတာအဲ့ဒီလိုအရေးတွေရှိရမယ်လို့ပြောတာအဲ့တော့ယဟန္တာတွေပေါ်တာတော့ကောင်းပါလေမမကန်ကန်ယဟန္တာဆိုကောင်းတာပေါ့တခါတယောက်ကဖះကိုလျှောက်တယ်လေတခါတယောက်ကဖះကိုလျှောက်တယ်ရှင်ဗျာတဲ့တတိတော်နေ့စဉ်နဲ့ညအလှူဒန်းတွေလုပ်တယ်အိမ်မှာဆောင်းမြဲကတ်ဒီလိုစီကြွားတဲ့ကိုယ်တော်တွေကယဟန္တာတွေရှိတယ်တဲ့ဆိုတော့မြတ်စွာဘုရားဗာသိရှိတကားတဲ့သင်လူဝိုးကြောင့်တရားအနေနဲ့ဒီပုဂ္ဂိုလ်ကယဟန္တာဒီပုဂ္ဂိုလ်ကယဟန္တာမဟုတ်ဘူးလို့သိဖို့ခက်ပါတယ်တဲ့အဲ့ဒါကြောင့်မို့လို့တန်ခါကိုသာရည်စူးပြီးတော့ကပ်ပါလို့တန်ခါကိုပဲရှိပါလို့မြတ်စွာဘုရားကဆုံးမဩဝါဒပေးဘူးတယ်အဲ့ဒီတုတ်တန်တစ်ခုရှိတယ်ဓာရုကမိကတုတ်လို့ခေါ်တယ်ဘ
အဲ့လိုသောတာမှာဒီယဟန္တာဆိုတာဟာဒီလိုအကြည့်သေးတွေရှိရမယ်ဆိုရင်သိထားဖို့လိုအပ်တယ်ပေါ့အဲ့ဒါမှယဟန္တာအစစ်အမှန်ကိုလည်းပဲကြီးညိုနိုင်တယ်ယဟန္တာအစစ်အမှန်မဟုတ်ရင်လည်းပဲကိုယ်ကသိတယ်အစစ်အမှန်မဟုတ်ကြောင်းကိုသိနိုင်တယ်ပေါ့ဒီလိုအကြည့်သေးရှိမှယဟန္တာဆိုတာကိုဒီနေ့စသိရရှိယရဏတုတ်မှာယဟန္တာနဲ့ပတ်သက်ပြီးတော့အခုခိနံပုရဏနဝနထိတံဟောဝိရတစိတ်တယတိကေဝတ္တိဧခိနဗေဇာအဝိရောနိသန္တာနိဗ္ဗန္တိတိရယထာယံပရိပောဣဒံတိတံဃေရတနံပဏိတံတံဃာလို့ဆိုတဲ့ထဲမှာဟောဒီကိလေသာအဘောကိုမိသားဖြစ်တဲ့တံဃာဟာရဲ့နှစ်သက်စရာကောင်းတဲ့ဒီအရေးချင်းတွေပေါ့အခုလို့ကိလေသာတွေကုန်သွားလို့ဘဝမျိုးစေ့တွေပြတ်သွားတာအလွန်နှစ်သက်စရာကောင်းတဲ့အရေးချင်းတစ်ခုပဲပေါ့အဲ့ဒီအရေးချင်းဟာမွန်မြတ်တဲ့ယရဏတစ်မျိုးပဲဖြစ်ပါတယ်ဒီမှန်ကန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဒီလိုဆိုလိုတာနော်သစ္စာအဲ့လိုသစ္စာဆိုလိုက်တဲ့အခါကျတော့တတ္တဝါတွေဟာဝေဒာလိဒီကလူတွေကျမ်းမှချမ်းသာသွားကြတယ်မြတ်စွာဘုရားကဒီတရားကို9ရက်တိတိဟောတယ်ဒီဂါထာလေးအဆုံးမှာမြတ်စွာဘုရားတရားနာလို့ဒီလူရနာရောပေါ့အားလုံးပေါင်းလိုက်တဲ့အခါကျတော့နော်တတ္တဝါတွေကအများကြီးจิตတန်းဝင်သွားကြတယ်ပေါ့အများကြီးจิตတန်းဝင်သွားကြတယ်အဲ့ဒါလို့จิตတန်းဝင်သွားတဲ့ပရိသတ်ထဲမှာအဲ့ဒီကမှပါဝင်တက်ရောက်จิตတန်းဝင်ကြတဲ့ဒီလူတွေနဲ့တွေจิตတန်းဝင်သွားကြတယ်ပေါ့အဲ့ဒီတော့ကတက်ရောက်တဲ့ပရိသတ်ထဲမှာလည်းပဲတရားမင်းကြီးကိုယ်တိုင်ပါတယ်တရားမင်းကြီးကိုယ်တိုင်ပါတော့သူကိုယ်တိုင်ကနေပြီးတော့သစ္စာဆိုတဲ့အနေနဲ့ထပ်တိုးပြီးတော့နောက်ထပ်ဂါထာလေးသုံးဖို့ကိုသူကပြောအဲ့ဒီဂါထာလေးသုံးဖို့ကနော်ယာနိဒဗုဒ္ဓနိသမဂတာနိဘောမာနိဝါယာနိဝါအန္တလိတထာဂတံဒေဝမနုဿပုဇိတံဗုဒ္ဓံနမတ္တမတုဋ္ဌိဟောတုဓမ္မံနမတ္တမတုဋ္ဌိဟောတုတံဃံနမတ္တမတုဋ္ဌိဟောတုကတော့တဲ့ဂါထာလေးကိုဆိုပြီးတော့သစ္စာပြုသွားဒါကတရားမင်းဆိုတဲ့ဂါထာသုံးပုံလို့ဒီလိုမှတ်ရပေါင်းလိုက်တဲ့အခါကျတော့ဒါယရဏတုတ်မှာဂါထာပုံပေါင်း18ပုံဏိဒံအထီဏိဒံဂါထာမပါဘူးအဲ့တော့ယရဏတုတ်ကိုရုပ်ဖတ်တရစေကြတော့မယ်အတိတ်တွေကိုနားလည်ပြီးတော့ရုပ်ဖတ်တရစေကြတော့မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုရှုကအာယုံပြုပြီးတော့ဘုရားကုံတရားကုံသံဃာကုံတွေကိုရွေးချယ်ကသစ္စာဆိုကြမယ်ဆိုလို့ရှိရင်မိမိတို့မှာကြာရောက်နေတဲ့အခက်အခဲတွေဘေးရန်အန္တရာယ်တွေကနေတကယ်လွတ်မြောက်နိုင်ပါတယ်လို့ယုံကြည်ကြည်နဲ့ဒီလိုသစ္စာဆိုကြထိုသစ္စာဆိုထားတဲ့စကားလုံးတွေထဲမှာလည်းပဲမိမိတို့လိုက်နာကျင့်သုံးကြရအချက်နဲ့အများကြီးပါတယ်တို့တွေကတန်လျာကလွတ်ချင်လို့ရှိရင်ကံကောင်းတွေကုန်ဖို့လိုတယ်ကံသစ်တွေလည်းကိုယ်တဏ္ဍမဖြစ်အောင်လုပ်ဖို့လိုတယ်ဘဝကြီးကိုတွေ့တာတဲ့တဏှာတွေကင်းပြတ်သွားအောင်လုပ်ဖို့လိုတယ်ဒါကြောင့်မှတို့တွေကနိဗ္ဗာန်ဆိုတဲ့အငြိမ့်လက်ကိုရကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ဒီယရဏတုတ်အတိုင်းလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်ပတ္တဝါများစွာသေရန်กว่าသန္တာကြပါစေจิตตาယေကြံသုံးပါးဖြံငြိမ်းချမ်းကြပါစေจิตตาယေကြံသုံးပါးဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဘုရားဆန္ဒပြေပါစေဓမ္မောတတံဒိဝိတဝါနဝိတာတဗေတမုဟတအာသရပရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတံလောဘဒေါသမောဟစိတ်တောင်းကင်းပြောင်းကြည်တရားစေကို
ဧတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတတဝေပူဇာညစ်နောက်ကိလေသာဆေတောဟူသည်များတို့သည်သမုဒ္ဒပိဉ္စဘက်တွင်ရည်မတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရအောင်ပဲဖြောင်းအပ်ကုန်သည်ဟောတုစစ်စစ်တည်းဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းတည်ခြင်းလဲစင်ထသောတိရိဝဝံကိလေသာကိုပုခသိင်ကိလေသာစိတ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးကျတော်တို့သာရောတရားဖြစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်ရှင်များတို့သည်ရန်သူပါရမီအစဉ်စဉ်မြင့်လည်းမြင်၍မလင့်ဘုံသည်ဆက်ရောက်တော်မူကြပါစေကုန်သတည်း